she said that if you win this, don't think how much the caro Dosinia Kanyam look the Gima, look the Gima, do Saluro, secondly, the Chepma, Dosinia, you, young Wedwara, the bone choked off, the Diano. ဒီဆောက်ထောင်မဟုတ်ဘူးဒီဘောင်းကိုချောက်ထောင်နေဒီတက်ဆက်ကနေကိုရုပ်ပြောင်းသွားတာဆိုတော့ရှေ့ရွှေ့သွားတာပေါ့ဗျာတင်ပါဗျာအသက်ရှေ့ရွှေ့ပြသွားတာတဲ့ဗျာဒီဘောင်းချောက်ထောင်နေတင်ပါဗျာမြန်လုံးတော့ရနေတဲ့ထင်ရတာကိုတင်ပါတို့ကောင်းနေငယ်ငယ်တုန်းကတွေ့ဘူးတာပေါ့လေမြန်ကြီးမြန်ကြီးပြေးနေတဲ့လေမြန်ကြီးလိုက်ရနေတယ်လို့ကြီးပဲအခုလေဒေါ်စင်ကြီးတို့ခန္ဓာကိုယ်ကတစ်စက္ကန့်ကို6000နေဗျကတိကတိဘောင်းကို6000နေအဲ့ဒါလုံးနဲ့ပြေးနေတာသူတို့ကမရဘူးဒေါ်စင်ကြီးရခင်ဗျားတို့ကျွတ်သွားတာဘောပါသေးသလေးနာပါအောင်မလို့သူတို့ကဟွာလာဒေါ်ကျွေးတာလှုပ်လိုက်ကြတဲ့ကဒေါ်ကျွေးမွေးဘေဘီကြတဲ့ကခင်ဗျားတို့6000လုံးနဲ့ဟွာနေတာဘယ်တော့မှဒီတော့ဦးလာမျိုးကြီးက10နှစ်မှတချီပြီးခင်ဗျားမီရင်းကထွက်ပြီး10နှစ်ကြာမှခင်ဗျားကလေးပုတ်ပေါက်တယ်မှာဗျာတခါ7နှစ်ကထွက်ပြီး20ကြာမှခလာသားပုံပေါက်တယ်မှာအဲလို10နှစ်မှရုပ်ပြီးပြင်းတယ်လို့ဆိုတယ်တယ်မှာဗျာသူတို့ဝါတယ်ကို6000လုံးနဲ့သွားတယ်ဟာလေဟုတ်တယ်မှာအဲ့တော့ကလေးရုပ်ပုံပေါ်အောင်10နှစ်ထိဆုံးသွားတာတယ်ဗျာတယ်မှာအဲ့ဒါစက္ကန့်ကို6000လုံးနဲ့တယ်မှာဗျာတနိုင်နော်မဘူးနော်တရက်မဘူးနော်တစ်စက္ကန့်ကိုကတိပေါင်း6000လုံးနေတယ်ဗျာတင်ပါဗျာအဲ့ဒါတော့မြန်ပြေးနေတာဗျာတင်ပါဗျာတင်ပါဗျာဦးလာမျိုးကြီးတို့နာမငယ်ကြီးတို့တော့ဗာပြောရမလို့တို့ဖလင်းလေးထဲထားလို့ပြောရမှာပေါ့ဖလင်းလေးထဲထားလဲဒီကနေ30ဆို30ထိ60ဆို60ထိအဲ့ဒါလို့ခင်ဗျားတို့စီရနာကပိုင်ပြတဲ့အတိုင်းတက်တန်းကနေရခင်ဗျားလုပ်ချင်လို့လည်းမရဘူးကြိုးလုပ်ချင်လို့မရခင်ဗျားဘယ်တော့ပဲဟိုအသက်ရှိစီရီတော့နေလေးပါနေလေးရကနာပေါ့ဗျာသူစီရနာကဒီလောင်းတဲ့နိုင်ဒီတော့ကိုဖြတ်လိုက်ပြီးသားဟုတ်လားမျိုးရမွေးကြတဲ့ကခင်ဗျားတို့ဟိုတဲ့နံပါတ်လောက်ရှိမဲ့စီရနာသူဒီကလူတို့ကခင်ဗျားထားတဲ့စီရနာဘယ်လောက်ရှိမရှိဘူးဟိုကကန်ထဲမှာထည့်ပေးလိုက်ပြီးသားပုံပြတော်စီကြီးတို့ပုံပြတဲ့နေရာခင်ဗျားတို့ထည့်ပေးလိုက်ပြီးသားအဲ့ဒီတိတ်သွားကြရတာတဲ့တိုင်းရှိရင်လို့လည်းမရဘူးရတူရင်လို့လည်းမရဘူးကြဟိုပါလားဗျာကုဒေါ်စင်ကြီးတို့ဖရာဆိုတော့ကတာတို့တန်ငါဆုံးလောင်းနာတို့အလူခံလာလို့လူတာတွေအဲ့ဒါကလူပြန်ဖြစ်ဖို့ကြီးတယ်မှန်ပါဗျာအဲ့ဒါနာကလူဖြစ်ချင်းရဲ့အကြောင်းလေမှန်ပါဗျာဘယ်ဒါဒေါ်စင်ကြီးကိုတော်ချူကမွေးထားလို့ဒါခွေးမရတာမွေးထားပြီပဲလို့နေတယ်အဲ့လိုဆိုခမလူမခမခွေးမကြီးဘာအမှန်ဒီဘူးတော့လူရှိလို့ကိုတော်ချူကြီးကလည်းသူမွေးထားလို့ကိုပြူတာထားဗျာအဲ့ဒါလူရဲ့အကျိုးလေဒါနာတီးကြတဲ့ခင်ဗျားတို့ကသီလကလည်းအားကောင်းပဲဆိုရင်သီလကနတ်ဖြစ်ခြင်းရဲ့အကြောင်းပြီးတော့ဒေါ်စီကြီးဥပုခေါ်ပြလာတာဘယ်နှခါဆောင်းဆောင်းပါလေဟုတ်ကဲ့တင်ပါဒါရင်တော့
ဒေါ်စင်ကြီးဒီလိုနတ်ပြည်ဖြစ်သွားတော့ဦးလာမျိုးကြီးညာနေမှာလုံးလုံး သူလေဆောင်ခိုင်းပါလေ ခဏနဲ့ဟိုဘာလို့ရက်တူချိန်တူဆောင်ရလား စားမ ကြောင်းပါအဲ့ဒီချင်းကိုပြပါဦးဗျာ သီလကနာဖြစ်ခြင်းရဲ့အကြောင်းပြီးတော့ဘာဝနာဆိုတာနမနေရပြောဘူးမလားတခြားကရတဲ့ဒီမျိုးကောင်းလေးတွေများရထားရင်မျိုးစိချမ်းသာလေးကိုမိုးကြတဲ့ချိန်ကြတော့တပင်ဟိုတစီကနေတပင်ကနေပြီးတော့မျိုးတွေအများကြီးပွားသလိုဒါနာလေးကဦးလာမျိုးတို့ဒီလူလေးဖြစ်တော့သာသနာနဲ့ကြုံတော့ အလား အဲ့ဒီမျိုးလေးကိုရအောင်လို့ပွားတာကိုဘာဝနာလို့ခေါ်တာ တင်ပါ ပတိနဲ့ပွားတာလည်းရှိတယ်ထိုင်ပြီးပွားတာလည်းရှိတယ်ကမ္မထန်40ပေါ့ဗျာဗုဒ္ဓဒုတ္တိတို့ဓမ္မဒုတ္တိတို့ဘာတို့ဆိုရတယ်လေဘုရားအာယုပြုတာလည်းအဲ့ဒါလည်းဘာဝနာပဲလေအဲ့ဒါဦးလာမျိုးကြီးတို့ဒီချိန်ဖို့ပွားနေတာဗျာခွေးကြီးဖြစ်ပဲပွားနိုင်ပြီပွားနိုင်အဲ့တော့ခုတွေကရဲ့ရနိုင်တယ်များရောက်အောင်ယူသွားတာကိုဘာဝနာလို့သုံးတယ်မျိုးပွားပြီးယူသွားတာပေါ့လူဖြစ်တုံးလေးပြီးတော့တခါတို့ပြောနေကြဦးလာမျိုးကြီးတို့ရဲ့ပေကန်ဒီနောက်ဆုံးစိတ်ဒီဆုံးနဲ့ခင်ဗျားတို့ဘလောက်ပြူထားတာဟိုနာမငယ်ကြီးတို့ကြားဘူးမှာပါဗျာပါတော့ဒီဓမ္မတော်ကမင်းကြီးလား အလား ရေတွင်းပေါင်းကြီးရတယ်ရေနာပေါင်းကြီးရတယ်ဇီနီပေါင်းကြီးရတယ် တောင်းနေပါဒီမှာ ပေကန်ဒီတော့စပကြီးမွေသွားဖြစ်တာဟင်ဘယ်နဲ့လုံးလုံးလို့ဒီကနေ့တော့ဆုံးစရာအရေးကြီးဆုံးပဲ တင်ပါဗျာ သူကရှင်းတောင်းလေးတော့ပြည့်ကျင်တာကိုနာမငယ်ကြီးက တင်ပါဗျာ သူလူထားတာကမပြည့်တော့ရှေရှားသီးစားခြင်းနဲ့ဆိုရင်ဟိုကဘယင်ဆိုတော့ရွှေပလားနဲ့ကာ တင်ပါ ရှေရှားလေးတစ်လုံးစားပြီးအဲ့ဒီရွှေပလားကိုဘယ်လူပါဤညာလူပါဤနဲ့အဲ့ဒါလိုလောက်ခါ တင်ပါ ညာတော့အဲ့ဒါလေးလူကပါများတော့မတန်တိုင်းတော့သူ့မြီးကထင်တယ်အာနာသိမ့်ပြလိုက်တာ တင်ပါ သူကတော့ဒီကနီးနေပြီ တင်ပါ ဟိုကမြီးကသိမ့်ပြလိုက်ပြီ တင်ပါ သိမ့်ပြီးတော့ဟိုကရှေရှားလေးစားရင်လည်းဆိုတော့စင်အိုးနဲ့ထဲပြီဒီဘလားဆိုစုလို့တဲ့စင်အိုးတော့လူချင်လူပေါ်လေ တင်ပါတင်ပါ တင်ပါဗျာ အဲ့ဒီမှာကြီးစားငါမစင်အိုးလေးတစ်လုံးပဲဟိုဘာလို့တော့လဲရှိပါတော့လားဆိုတော့တောင်ဝေခါရအဲ့ဒီမှာတိုက်ပြီးပါလို့သွားတာ တင်ပါဗျာ အဲ့ဒါရှေးရှားသီးစားခြင်းတယ်လို့ဟွာလို့တော့မိဘရားငယ်တစ်ပါးကမကြရကြဒီတော့ကြည့်ဒီကနေ့နေမှာရှေးရှားသီးစားခြင်းအားအဲ့ဒါဒီကွက်ကနေဒေါ်တာတော့ဖြစ်တာ တင်ပါ မွေဒီကနေ့နောက်ဆုံးစိတ် တင်ပါ ဘာမှရှင်းတော်လေးတော့ငါကဲနေသေးလို့လား ကဲနေတော့ပါဗျာ ဟင် တင်ပါဗျာ အဲ့ဒါဒီဒီဦးနေငါကြမ်းမှန်နေပြီမဲ့လို့ တင်မယ် စိတ်ထဲမှာအဲ့ဒါလေးဖြစ်သွားတာတဲ့ဗျာ တင်ပါဗျာ ဦးလာမျိုးကြီးမြတ်ဒီကနေ့မြတ်တော့စင်းကြီးအမမကြားရကြအဲ့လိုပြောဘယ်လိုဖြစ်ဘလို့လောဘူးဟင် ဒီကဒူမီမှာပါတင်ပါဗျာ ဒီကနေ့နောက်ဆုံးစိတ်ရေးကြီးဆုံးပဲလွယ်တော့စင်ရဘုရားကုံတော်ပွားတာလွယ်ဆုံးပဲ အလားပါဗျာ တခြားဘာမှစဉ်းစားနေအမှန်နဲ့အတွေးနဲ့လူကြမှာပဲ အလားပါဗျာ အတွေးကတော့ခင်ဗျားကိုငယ်ကျုံးနေတာစားကိုတွေးမှာတွေးနေတော့သေးရင်အဲ့ဒီတွေးတဲ့နေရာတိုင်းဟိုမှာရောက်သွားမှာ မှန်ပါဗျာ တွေးတဲ့အတွေးရှည်ကြီးဘလောက်ခင်ဗျားတွေးနေအဲ့ဒီတွေးရှည်ကြီးတွေကခင်ဗျား
အသက်ထွက်တဲ့နေရာအဲ့ဒီအတွေးရောက်တဲ့နေရာအဲ့ဒါဗျာဆိုဥမာတော့ပြီးတော့ပฏิသန္ဓေယူပါမှာလေ တင် မှ ပါ န်လား ဟင်အဲ့တော့အတွေးနဲ့မှတ်နေပြီဗျာဘာတရားမှလည်းရှာတယ်တရားရှာခိုင်းတာမဟုတ်ဘူးမတွေးပြအောင်လို့မှတ်ခိုင်းတာဒါ မှန်လားပါဗျာ တော်စင်ကြီးတို့ဘာလုပ်နေတော့တွေးပြီးလုပ်နေတာ မှန်လား ဟင်မနေ့လင်းကလေးကဘာချက်ရပါမလို့သာစားဘယ်ကစားတွေးတော့ခင်ဗျာအဲ့ဒါခေါင်းမချမချင်းအဲ့ဒါအတွေးနဲ့တနည်းလုံး မှန်ပါ ဒုက္ခမှန်တယ်လို့ခေတာမရှိဘူးအတွေးနဲ့လုပ်ခေတာပဲရှိတယ်ဟုတ်မဟုတ် ဟုတ်ပါ အဲ့ဒါဒီကဒီကနီးဆွဲပါလိ မှန်လားပါဗျာ အဲ့ဘယ်ဟာကဆွဲမဲတာမသိတာလိ မှန်ပါဗျာ အဲ့ဒီကနီးဆွဲပါလိဟွာလာဟိုခင်ကျော်သားကဆွဲပါလားဟင်ဘယ်သူကဆွဲပါတော့ ရှိသေးတယ်ခင်ကြောက်သားပဲရှိသေးတယ်ကိုကြီးကြီးကမရှိအိမ်တော်မကြသေးတော့ ဟင် ခင်ကြောက်သားပဲရှိသေးတာ အေးခင်ကျော်သားကခင်ဗျာအဲ့ဆွဲသွားဘယ်နှလုံးတော့အေးစလီရောက်သွားလို့ဝါဒါဇီးဒီမိုးဖြစ်ပြီးဘူးဇီးဒီမိုးဖြစ်ပါ ဟုတ်ပါ ဟင် တင်ပါဗျာ ဆွဲရသွားတာ တင်ပါဗျာ အဲ့တော့ဒေါ်စင်ကြီးလူမှန်တိတတ်တဲ့ချိန်ကစားခုချိန်ထိလောက်ခဲ့သမျှတွေနေတာမှာ မှန်လားပါဗျာ အဲ့တော့တက်တက်လုံးဆိုတက်တက်လုံးခင်ဗျာတွေးပြီးလောက်တာလည်းရှိတယ်ပြောပြီးလောက်တာလည်းရှိတယ်ကိုဒီလေးယောက်လည်းရှိတယ် မှန်လားပါဗျာ အဲ့ဒီတဲကတစ်ခုခုပဲယူရမှာတော့ညာနာတွေလက်ညာအများကြီးညာလေး ဒီမှာ မှန်လားပါဗျာ ဟောပေါ်စီရင်နာမကြည့်တာဆိုအဟောဒီကံပေါ့ဘလူလူနေပြောက်စီရင်နာကြီးတာဆိုဘယ်တော့မှပြောက်ဘူးပေတီဟိုဘဲဟိုတန်တရာတိပါပေါ့မှာခင်ဗျာ မှန်လားပါဗျာ အဲ့ဒီအတွေးတွေပဲအဲ့ဒီအတွေးမကြည့်အောင်မှတ်ထားတာ တင်ပါ ဘာတရားမှလည်းရှာတယ်ခင်ဗျာအတွေးပြရင်ကြံတဲ့ဟိုအရှိတဲ့ဖြစ်တဲ့ရုပ်ခဲနာရဲ့မဲ့ဖူဖူသူ့ဟာသူသွားတာကျူတူရှာတာမမဟုတ်ဖိနေ တင်ပါဗျာ ကျူတူရဲ့တောင်ကအတွေးကိုပယ်ဖို့ပဲလေ တင်ပါဗျာ အတွေးစားအမှတ်ဝင်နေဖို့ပဲလေအဲ့ဒါပဲဗျာ မှတ်မယ်လို့လည်းတွေးတယ်ဘိုးဘိုး သူကြသေးတယ်အဲ့ဒါခင်ဗျာဟွာလေဟိုဘာလို့ခင်ဗျာကမှတ်မယ်ဆိုတာဟိုစိတ်ကြီးညာလိုက်တာမဟုတ်လား ဒီမှာ တင်ပါဗျာ အဲ့တော့ကဘယ်နဲ့တော့ ဟောဝန်တိုင်းတော့ကိုကြီးညာစီတော့ရှားတိုင်းတော့လား ခင်ဗျာအဲ့ဒါကိုဟိုရအောင်လူအောင်ပါလေ တင်ပါဗျာ သူကတော့ခင်ဗျာကဟိုစိတ်ကြီးညာလိုက်တာတော့ဝင်မှာပဲ တင်ပါဗျာ ဟင် ဒီတိုင်းဆိုလိတ်မလောက်တယ်နဲ့ကိုတရားလေးထိုင်မယ်ဆိုလိုက်ပြီလေတရားလေးပို့ပေါ်လာ မျက်စိမိတ်ထားတယ် တင် လား ပါပေါ်လာပါဗျာတင်ပါဗျာ အဲ့ဒါခင်ဗျာဆွဲဒီပဲလေဗျာအဲ့ဒီဆွဲဒီတိုင်းခင်ဗျာသွားမှာပဲလေအဲ့တော့ခင်ဗျာအဲ့ဒီအတွေးတွေတိုင်းမှာသွားမယ်ဆိုရင်ဘဝဘယ်တော့ပြန်မှာတော့ တင်ပါဗျာတင်ပါဗျာ ဟင်သူ့အလဲကြတဲ့ခင်ဗျာသွားနေတာ တင်ပါဗျာ ဟင် တင်ပါ ဘယ်တော့ပြန်မှာတဲ့တော့တော်စင်ကြီးရဟင် ဒီတော့ကျူလာမှာပါဗျာ ဟင်ဘူးပါတို့ဘယ်ဖို့ကြီးနေတို့လိုရေးနေဘယ် ဒီ ဖို့ တော့စိတ်မမဟာစီဆရာတော်ကြီးရွှေနှစ်သွားကြွသွားတော့ဒီလိုစိတ်မမဟာစီနှစ်လတီစကန်းဝင်ပြပါတယ်ဗျာ ဟင် ဦးလက်မျိုးကြီးကိုလည်းဝင်ခိုင်းတာအခုဒီမဟာစီကစိတ်မငါဆရာတော်ကလည်းသူ့ကိုခေါ်ပါတယ်ဗျာမထိုင်နိုင်လဲမှတ်ဖို့ပဲရေးကြည့်တာလာပါဆိုတော့ခုတနေ့ကလည်းဆရာတော်ကြီးကမိတ်နေငေါလဲငေါတယ်ဦးလက်မျိုးသိညာမသွားသေးပါဘူးဗျာ ဟုတ် တ က ပည့် လား တော်ကတော့စိတ်မမစီကိုနှစ်လဝင်ပြီးတဲ့နောက်ပြီးတော့တတ်နိုင်တယ်များဈေးရောက်နေနေလောက်တော့ပြီးတော့မှတ်ပါတယ်ဗျာစူးစမ်းပြီးတော့ ကဲဗျာ တန်မြာကိုလည်းကြောက်ပါတယ်ဗျာ အေးဒါရင်တော့ဒေါ်တင်ကြီးကနာပြီးနာပြီးမဟုတ်ဘူးဗျာအဲ့ဒါဆိုဘာတော့ဘာဝနာကပြမ မာ နာ နာဒီမှာ တမ အေးဒေါ်တင်ကြီးကပြမပြီးရောက်ဦးလာမျိုးရပဲရောက်မထင်ဟင် သူကဆရာတော်ကလည်းအဲ့စိတ်မမကြီးဆရာတော်လည်းနာအောင်ကိုပြောတာပါဗျာ ဟဲ့ မနာသေးဘူးဗျာအဲ့တပည့်တော်ကလွတ်တော့ကြတော့လေနင်တို့ကလည်းဟိုတနေ့ကငါအိမ်မရှိအောင်လွတ်နေရတယ် အဲ့ဒါလည်းဟုတ်တော့ဘူးအဲ့ဒါလည်းဟုတ်တယ်
ဓမ္မငယ်ကြီးအဲ့ဒါကို အဲ့ဒါလုံးနေ အဲ့ဒါလည်းဘာမှမပါဘူးတို့တော့ပြောသူလို့လေတော့ဒီပြောနမုံချန်တော့ ဟောတပည့်ကအဲ့လိုဆန္ဒနဲ့မဟုတ်ပါဘူးချီဝါရေးပဲလုံးအသက်ကြီးလာလို့ရှိရင်တရားလေးဖတ်ထားရင်ဒီလိုတတိလေးနဲ့ဆိုရင်တော်ရုံကတော့တယောက်နဲ့တယောက်လေးပြဿနာနည်းပါတယ်ဗျာအဲ့လိုမျိုးလေးဖြစ်အောင်လို့မန်းလေးရောက်တော့ကြတဲ့တပည့်တော်ကတရားစက္ကန့်ဝင်မှာဆိုကိုအောင်အောင်မျိုးကလည်းဖိဖိသွားရင်သားလေးလိုက်ပါမယ်ခေါင်းကစိတ်မမကြီးမှသူ18ရက်လောက်ဝင်ဘူးလေဗျာ ဟုတ်ပါအင်း အဲ့နဲ့သူနဲ့လိုက်ပါမယ်လို့ဗျာအားမဆိုင်ဘူးရဲ့မသွားဘူးလေ ဟုတ်ပါပြီအဲ့ဒါတော့စင်တော့မလိုက်ချင်ဘူး လိုက်ချင်း ဒီကနေ့နေရာနေမှာ တော့စင်တော့မလိုက်ချင်လို့နေပါပေါ့ဗျာအေးတရားကလောကီဖြစ်လောကုတ္တဖြစ်လောချင်တာလို့လေသဘောပြီးတော့ရှောင်နိုင်တာပေါ့ တယ်ပါဗျာ ဟွာပေါ့မကောင်းတာရှောင်နိုင်တာပေါ့မတရားတာမရှောင်နိုင်တာပေါ့ရှောင်နိုင်တာပေါ့သူကဓမ္မလမ်းပေါ်ကသွားတော့တာစိတ်ကလေ တင်ပါဗျာ ဓမ္မဘောကပဲသွားတော့တယ်အဲ့တော့မဟုတ်တာလည်းမလုပ်ချင်ဘူးမတရားတာလည်းမလုပ်ချင်ဘူးလောကီလောစီဝါကြီးကတော့ရှားရဘလောက်ရှားခင်ဗျားတို့ဝိသခမီလို့လားအနာသဘေမီလို့လား တယ်ပါဗျာ အနာသဘေဆိုရင်တပီပြီးလား တင်ပါဗျာ တယ်ပါဗျာ အင်း တယ်ပါဗျာ တပီပြီးသွားရှားနေတာဘူးလားမျိုးကြီးကခင်ဗျားလူစီကုန်းနာတွေပါချလဲနေတာ တင်ပါဗျာတိုင်းကြီးတပီပြီးသွားရှာနေ အဲ့ဗျာ တင်ပါဗျာ တယ်ပါဗျာ ဟိုသူ့ဘာကပုံညာလက္ခဏာတွေပြီးဆိုတာနာတွေရဲ့မိမကအဲ့ဒါလေတော်စီကြီးရဲ့ပြောမှတယ် တင်ပါဗျာ ဝိတာခါကခုနေနေသမီးကတော့တာပါဗျာ တယ်ပါဗျာ အဲ့ဒါပစ္စည်းတွေစုံနေအဲ့ဒါကယောက်ျားရတော့တပီမှသွားရ မှန် အဲ့ဒါသူ့ယောက်ျားကပုံညဝဒနာတဒုသား တယ်ပါဗျာ အဲ့ဒါပုံညဝဒနာဆိုနာမငယ်ရာကုသသူကဒိုးတာတယ် တင်ပါဗျာ ဘယ်လိုဒိုးတော့ဝိတာခါကပုံညဝဒနာတဒုသားမြို့ကိုလိုက်တော့ရွှေလဲကဆဲစီငွေလဲကဆဲစီအဲ့ဒါဒီနဲ့တော့တာနမကနော်အုပ်ကြီးရတယ်ပါဒီကြတဲ့ဟို ချွေရမင်းမင်းနေရော အဲ့သိမင်းရောအဲ့ဒါဒီရောလိုက်ပြီးတော့ဟိုပုံညာဝဒနာကိုဟိုသွားပြီးတော့ပြုစုရတာအဲ့တော့ဝိတာခါကောင်းမှုရှင်လားပုံညာဝဒနာကကောင်းမှုရှင်လား ပုံညာ ဘယ်ဝဒနာတင်ပါဗျာဘယ်ဝဒနာကတကထူးနေတယ် ဟိုလေတော်စီရောဝိတာခါဒီမောပါ ဦးလာမြေတဲ့ညာသူထူးနေရကိုထူးတယ်မထင်ဘူးဗျာ မသိဘူးပါဘူးအေး တယ်ပါဗျာ ဟိုအနာသဝင်းကြတော့ပုံညာလက္ခဏာတည်ပြီလေ တယ်ပါဗျာ အနာသဝင်းကဘာအောင်သူ့နာမည်ပေါ့ဘူး တယ်ပါဗျာ သူ့နာမည်ကသူတတ တယ်ပါဗျာ ဟိုဦးလာမျိုးတို့ဗမာနယ်ပြောရင်တော့ကောင်းမှုရဲ့ပေါ့ ကောင်း သူကကောင်းတာတတကအနွယ် ဟောကောင်းပါဗျာ ကောင်းမှုရဲ့ပေါ့ တယ်ပါဗျာ အဲ့ဒါကိုသူတတသူ့နာမည်ရင်းသူဆိုဗုဒ္ဓဘာသာမဖြစ်ခင်ကလေးကသူစိတ်ကမေတ္တာအားကြီးတာလေဆင်းရဲသားတွေကိုတို့ထမင်းဟိုတို့ခေါ်ပြီးကျွေးတယ်အဝမရှိအဝပေးတယ်အဲ့လိုအတ္တတွေအကုန်ထောက်ပံ့တဲ့အတွက်သူ့ကိုအနာထပိန္ဒီကဆင်းရဲသားတို့ရဲ့အာကူရာထမင်းရှင် တယ်ပါ အဲ့ဒါဂုံဘူး တယ်ပါဗျာ သူ့နာမည်ရင်းကသူတတနာသဝင်းကဂုံဘူး တင်ပါဗျာ ဘုရားဘာသာဖြစ်သေးဘူး တင်ပါဗျာ တယ်ပါ ယူယူ တင်ပါ အဲ့ဒီကနေဟိုဖျားပွင့်တဲ့နေရာမှာဗျာအဲ့ဒီသူရောက်ဖနေတာ တယ်ပါ အဲ့ဒီဟွာလာဗျာသူနာမည်မေ့နေပါပြီဗျာအဲ့ဒီမှာသွားသူတိုက်မှာတေးတာ တယ်
နာတပိငါဟိုတိုင်းဒီကနေပြီးတော့ဒါဝတိကနေပြီးတော့အေး ခုံကူးသွားရင် အေးသူရောက်ပါတဲ့သူရောက်ပါကဂေါရမဆိုတာပွင့်ပြီးကွာအဲ့ဒါပြောတော့သူတို့ပါလာဗျာရှိသေးတယ်ဒေါ်စင်ညာကျုပ်တော့ကိုမမေးမသိတော့ဘူးဟိုဖယားပွင့်တော်မယ်ဆိုပါကိုနှစ်ပေါင်းဘလောက်ကအော်လာတာထွက်တာစေကြဝရီပွင့်တော်မယ်ဆိုနှစ်ပေါင်းဘလောက်ကဆိုတာနှစ်ပေါင်းနဲ့လေညာနဲ့ထောင်နဲ့ချီပြီးတော့ ကြိုတင်ပြီးတော့ ကြတာအဲ့ဒီကားတွေကဒီကဖယားဗုဒ္ဓဘာသာဝင်ဖြစ်တာဒီနေ့မှာပေါ့ဗျာအဲ့ဒါဒီကဖယားပွင့်တော်မတဲ့ဆိုတဲ့အဲ့ဒီကားတွေသိယူတာအဲ့တော့ဟိုကဖယားပွင့်ပြီးတဲ့ဆိုတော့အဲ့ဒီနာသွေးကသွားခြင်းစိတ်ပေါ်တာပေါ့ညာတကောင်ကျော်ကြီးလင်းမိတင်နေကြီးတော့သူ့စီရနာကြောင့်တိုက်ကြီးကလင်းတကားတကလည်းအလိုလိုပွင့်နေဒါတဲ့ဘူးတိုက်တကားကြီးပွင့်ချတကားကြီးပွင့်မျိုးတကားကြီးပွင့်ပြီးသွားတာစီရနာကြောင့်နေဗျအလင်းရောင်နေကိုအဲ့တော့ကြီးနေကြီးနေခင်းကြီးတော့ကိုဖြစ်ထားတယ်ဒေါ်စင်ကြီးရစီရနာလင်းခုနေခင်းကြောင်တော်ကိုတို့ကညာဖြစ်တော့ဘွာလို့ လောက်ပါပါတင်ပါဗျာ ဟင် တင်ပါ ညောင်ပင်ကြီးအောက်ကနေဖြတ်သွားအဲ့ဒီတုန်းကဒေါ်စင်ကြီးသိရင်ဆုံးပြီလေ တမပါဗျာ ဒေါ်စင်သိပြီဆိုမှတော့ဒေါ်စင်စိတ်ရှိသေးလို့လား မရှိပါဘူး ဒေါ်စင်ကြီးရဲ့အဲ့ဒီတုန်းကတော့ခုလိုမဟုတ်ဘူးဗျခွေးစားရင်စားပါစီကြီးစားရင်စားပါစီလရာစားရင်စားပါစီသူပြောဒီတိုင်းကြီးကိုဟိုလိုခွေးဒီကောင်ပုံကြီးချလောကဆွဲပြလိုက်သူတို့တင်ပါ တင်ပါဗျာ ဒေါ်စင်ကြီးလည်းအဲ့လိုပြစ်ထားမှာရ တင်ပါဗျာ ဦးနာမျိုးကြီးလည်းသေးအဲ့လိုပြစ်ထားဗျာ တင်ပါဗျာ သေတော့ဆုံးတာ ဆုံးပါတင်ပါ ခုတို့ကြတော့သေပြီးနောက်ကိုရက်လေဆုံးနောက်နေလာပါဆုံး ပါစလာပါစ တနေ့ဆုံးဒီကြတဲ့ဟိုတို့ဒေါ်စင်တို့ဦးလာမျိုးမြတ်ပါဦးလားစီအမြဒီတနေ့ပြည်လို့တယ် တင်ပါ တနေ့ပြည်အလွန်နဲ့ တင် စီအမြဆို တင်ပါဗျာ ဟောသူကရပဲရောက်မှဒီပဲလေခင်ဗျားသတင်းစာဝယ်ဖတ်ပါတယ်လား တင်ပါဗျာ သူ မေး အားရယူလာသတင်းစာနဲ့တွေ့နေရလားအေးတနေ့ပြည်ပါပြီတော့နေ10နှစ်ပြည်ပါပြီတနေ့မှတတိဟိုမမေ့ပါဘူးအမြနဲ့ တင်ပါဗျာ ဟင်းဒေါ်စင်ကြီးသိရင်မို့ဦးလာမျိုးကြီး တင်ပါဗျာ ဒီလိုပဲလား ဒီဝက်ဖြုံမှာတင်ပါ အဲ့တော့ဒေါ်စင်ကြီးကိုတော့မြမပြည်ကနေဘယ်လိုလုပ်ပါမှာလဲလို့ခင်ဗျမြမပြည်စီပို့နိုင်လို့လား ပို့နိုင်ပါဦးဗျာ ဟင် တင်ပါ ဟိုတုန်းကတော့ပြစ်ထားတာလေ တင်ပါ သေးတော့ဆုံးတာ ဆုံးတာတင်ပါဗျာ အခုတို့တော့ဒီမဆုံးတဲ့အတွက်ခေါင်းကြီးလာပြီပြီးတော့ပြတ်သားတရားဟော ပြန် ပါ ပါ ပြီ ဟိုကတော့သေပြီးဆုံးတာလေ ဆုံးတာတင်ပါဗျာ ခဏတော့ကျွတ်တော့သေပြီးနောက်ကိုမဆုံးသေးတာ ဆုံးပြီ ဟင် တင်ပါ ပြီးတော့ဘုံကြီးသေးဘူးဆိုသည်ဘုံကြီးသေးရွာကြီးဆိုတာဥကားဆိုကြီးသေးဘယ်လိုနေမလဲလားဘုံကြီးသေးရွာကြီး တမပါဗျာ ဟင်တခါလဲစာကြီးလေးဘာကြီးလေးနဲ့ပဲ အေးကျူနေတယ် ပါတော့သေးပါတယ်ဆိုဒီမှာဝါလို့တာပြောဖို့ရှင်ဝင်ခြင်းပါ တမပါဗျာ ဟင် တင်ပါဗျာ ပြီးတော့ဘုန်းကြီးနောက်ကဘုန်းကြီးကြီးတဲ့ဟိုမှာမဟုတ်ဘူးချက်ကတော့ဘယ်လောက်တော့ဘွားကတော့ ပါပါမှာပါဗျာ ကျလဲချက်ဒီလည်းမနေဘူးဝက်ဒီလည်းမနေဘူးဘုန်းကြီးနောက်ကလိုက်သွားတာကို တမပါ ရှေ့မှာတော့ဘုန်းကြီးတစ်ပါးတည်းလူပြီးတာ တင်ပါဗျာ နောက်ကမသိပဲလိုက်သွားတာဒီကိုနေတာမှမဟုတ်ဘူး တင်ပါဗျာ ဟင် တင်ပါဗျာ ဘိုးအလောကြီးများသိရင်သူနောက်ကဘယ်လောက်လိုက်မှာလဲ လောလိုက်လိုက်ရမှာပါဗျာ ဒီဘိုးအလောကြီးတော့ဘုန်းကြီးဒီဝါကြီးတယ်ဘိုးကတော့မဟုတ်ဘူးဒီပြီးဆုံး ဒီပြီးဆုံးတင်ပါဗျာ ပြီးတာပဲဘုန်းကြီးဘုန်းကြီးကြတော့ခွေးစားလေအကူတူ
တင်ပါဗျာ လောက်သားလည်းအာကုသို့မဖြစ်ကြအောင်မီးပြီးချိုပြရ တင်ပါဗျာတင်ပါ ပြီးတော့ဘုန်းကြီးကြတော့ဒေါ်စင်ကြီးလိုမှမဟုတ်တာသေလို့ရှိရင်သေတဲ့အလောင်းနာမှာရစ်ပြီးနဲ့ဖြစ်လို့ဒါမှမဟုတ်ဘုန်းကြီးကသူ့လောင်းသူဆွဲမှာဆိုလို့မယူပြ တင်ပါဗျာ တင်ပါအဲ့ဒါဘုန်းကြီးဒီတော့ပိုဒီလောင်းဒီစားမှာဆိုလို့ မှန်ပါ ပြီးတော့သူ့လောင်းသူဆွဲမှာဆိုလို့မီးပြီးယူပြရတာဒေါ်စင်ကြီးဒီတော့ တင်ပါဗျာညမပြီးသွားမှာဆိုကြတယ်မဆွဲလာပါဘူး သူတေကနေဟိုငစင်းကြီးဆွဲနေတော့ဘယ်လိုလုပ်မလဲ တင်ပါဗျာတင်ပါဗျာ ငစင်းကြီးဆွဲနေတော့ငစင်းကြီးနာရစ်ပြီးဖြစ်နေမှာပေါ့ တင်ပါဗျာတင်ပါဗျာ မဖြစ်ပါဘူးဗျာ ဆရာတော်ကြီးကဝိပဿနာဆရာတော်ကြီးမျိုးတော့ဒေါ်စင်လိုပြောပါဆိုရဘာဝနာဆရာတော်ကြီးပေါ့အဲ့ဒါကမှားထားကြတာပြီးလို့ရှိရင်ငါ့ကိုနေညမဆိုင်နဲ့ပြီးရှုပ်ပြလိုက်ကြအဲ့လိုမှာခဲ့ပြီးတော့ပြီးလို့ရှိရင်ကောင်းငင်ကနေပြီးတော့ဒုရိယာတွေလာလိမ့်မယ်အဲ့ဒါဆိုမင်းတို့ဆရာနာတီတက်ပြီးတော့မှတ်ကြ တင်ပါဗျာ သူကကြောင်းဆင်းလို့ရှိရင်ကြောင်းလီကားချီရင်ကအင်ကုန်းကြီးပေးမှကြာမင်းလေးဆိုင်ရေကျူတော့အဲ့ဒီကြာမင်းလေးကရေတော့အတော့ပေါ့ဗျာ တင်ပါ အဲ့ဒါလေးသူကကြောင်းဆင်းလဲတဲ့တော်လည်းငုံကြီး တင်ပါဗျာတင်ပါဗျာ တော့ဒီတော့ဘောပေါ့တော့မမဇာလာမတရားသေးဘူးတော့ဒီကြီး ကိုနေကြီး ဒီကနီးတော့အဲ့ဒီကြာပင်သွားပြီးကြာစီပူသွားဖြစ်တာ တင်ပါဗျာ ဘာဝနာဆရာတော်ကြီးအဲဒီကသမာဓိပညာနဲ့ပြီးဆုံးတဲ့ဆရာတော်ကြီး တင်ပါ တင်ပါဗျာ အဲ့ဒါနိဗ္ဗာန်ချောင်းချမယ်ဆိုတော့ကျောင်းမောအနေခေါင်းကိုတခြားကျောင်းပြောဝမှာမဟုတ်လားဗျာအဲ့တော့အဲ့ဒီညာမင်းကြီးကအဲ့ဒီဝါနာမှာကျောင်းချင်ရင်လေကားချင်ရင်မှာရှိတော့ကပီယာတွေကဒီညာမင်းကြီးနဲ့တော့ရှုပ်ပါတော့ကွာဟင် တင်ပါ မင်းဟိုကနေစင်တဲ့အရှုပ်ပါဒါကြီးပဲလိုက်ကြလို့ဆိုအဲ့ဒီကကြမှာဂျန်စီပူကြီးခါဒီခုံရနေလို့ဒူရိယာကအဲ့ဒီကြမှာလာတာ တင်ပါဗျာဒီအကြမ်းမမီတော့ ဒူရိယာအဲ့ဒီကြောပြီးတော့တော်စင်ကြီးကို တင်ပါဗျာတင်ပါ ဦးလာမျိုးကြီးပဲဘယ်လိုသဘောရတော့ တင်ပါဗျာ ဟေး တင်ပါဗျာ တော့ဒီခါလေခုံခါ တင်ပါဗျာ ဟေး တင်ပါဗျာ ဆွဲတဲ့နေရာကြီးမှာတော်စင်ကြီးရ မှန်ပါဗျာ ဦးလာမျိုးကလည်းသူကနဲ့သူလာတာခင်ဗျားနဲ့ဘာမှဆိုင်ဘူးငါအောင်ကြီးကလည်းသူကနဲ့သူလာတာခင်ဗျားနဲ့ဘာမှဆိုင်ဘူး တင်ပါဗျာ မိကျော်ကလည်းသူဟာတဲ့သူခင်ဗျားစီများခင်ဗျားခင်လို့ခင်ဗျားခေါ်လို့လာတယ်များထင်းမနေနဲ့ မှန်ပါ သူလန်းသူလာတာပြန်တော့လေသူလန်းသူပြန်มาခင်ဗျားစောင့်နေမှမထင်နဲ့ မှန်ပါ ခင်ဗျားစောင့်တဲ့ဘုံတီလေသူကလိုက်လိမ့်မယ်မထင်နဲ့ မှန်ပါဗျာ ဟင် တင်ပါဗျာ သူလန်းတိုင်းသူလာပြီးသူလန်းတိုင်းသူပြန်มาလေ တင်ပါ ဟင်ခင်ဗျားတို့နဲ့ဘာဆိုင်ဘူး တင်ပါ ဝါလာကုသိုလ်တစ်ခုပြုတော့ကစေရနာတူလို့ဒီမှာလာပြီးတော့ကာတူအကျိုးပေးလာခါစားလာရှိတာပဲဒါပြီးစေဟိုဒေါ်စင်ကြီးတို့ဟိုနဲ့ရွာစကားနဲ့ပြောရင်တော့ဟိုဘောတဇကန်ထရိုက်ပြီးဟိုစာချုပ်ချုပ်လိုက်တာပဲ လိုက်ပါတင်ပါ ဟင်တို့ထုံးစံတိုင်းဆိုရင်တော့တကူလာပြီအဲ့ဒါဟိုဇာကောင်ခွဲတဲ့ဟင်တကူလာပြီဇာကောင်ခွဲတာပဲမနေ့ကတကူလာပြီကစာချုပ်ထားတာလေ တင် မှ ပါ န် ဗျာ ပါဗျာ အဲ့တော့ခုလဲခမရတို့တဘုံဝါလေးဆုံးတာဟာစာတစားပဲလို့ပြ တင်ပါ ဒီကနေ့ကြဇာကောင်ခွဲတော့ကိုယ်အိမ်ကိုပြန်လေ မှန်ပါဗျာ အေးမင်းသမီးကလည်းကိုယ်အိမ်ကိုပြန်မင်းသားကလည်းကိုယ်အိမ်ကိုပြဟင်နင်ဘယ်တော့ငါနဲ့ဟိုနှစ်ပါးသွားကြရတယ်လာလိုက်ခဲ့ဘူး
မရတော့တင်ပါဗျာ ဟင် ပါဗျာ ကိုလာကိုများမှာတော်စင်ကြီးရ မှန်လား ဟိုကုသိုလ်ပြုတော့ငါစေတနာတူတို့ဝတ္ထုတူတို့ဒီမှာတဘောက9ရောက်လာဆုံးတာပြီးပြန်ကိုလန်းကိုတူလဲတူလန်းတူပြန်မှာကိုလဲကိုပြန်ကိုလန်းကိုပြန်မှာခင်ဗျားတို့ ਨੇ ဘာမှဆိုင်ဘူးအဲ့ဒါကြီးများဘသူလေးတော့သိချပါတယ်ဘသူလေးတော့ပဲနေနေဟင်ကိုညီစရာရှိသေးလား ရှိပါဘူးဗျာခုလဲသားသမီးကတပည့်တော်နဲ့မနေပါဘူးဗျာ အဲ့ဘာမနေမပူပြီးလွန်းလာ ဒီမှာဘူပြီး မ လို့ နေစလေးကို မနေစနေ နာမနဲ့တနေ့ဘယ်နှခါပြောတော့ သမက်ကသူနဲ့သမီးခေါ်ဟိုအလုပ်ကနေကအမေတို့နဲ့မဆိုင်တော့ဘူးလေသူကတရားပြသွားတယ် အဲ့ဟုတ်ကလား အမေတို့နဲ့မဆိုင်ဘူးလေအဲ့လိုပြောသွားတာဗျာ အေး တပည့်တော်ကလည်းရွယ်ရိုပဲနေတပည့်တော်တောင်းဝင်ဟိုဘက်နေဟိုဘက်တောင်းဝင်ခေါ်သွားလို့ဆိုထည့်လွတ်လိုက်တာဗျာ အဲ့ဟိုဖုန်းလေးပါလေးမဆက်ဘူးလား အဲ့လိုတော့နည်းနည်း ဆက်ပါတယ် ဆက်ပါတယ် ခုကြတော့ဘုံကအတန်းနဲ့မဟုတ်ကြဘုံမူရုပ်ဒီပါမြင်နေတယ်ရုပ်ဒီပါခုတ်ခုတ်ပြီးတော့ပြောရတယ်ညာညာညာလို့ရှိရင်ရုပ်ဒီပါမြင်နေရတာဗျာဟိုဘက်ကဒီမှာဗျာအတန်းနဲ့မဟုတ်တော့ဘူးဗျာ အေးအေးအေး ဒီမှာ ဟိုဟာလာဟိုခင်ကျော်ကရှိရလားရွှေသွေးကရှိရလား ရွှေသေးရင်ခေါ်တာပေါ့ဗျာအမီရောငါမီရော ဟောကပြီးနာပြော ဒီမှာဗျာ တော့ဒီဟိုတော့စလေးစီမမစီပြီးဘိုးပြမ ဒီမှာဗျာဒီမှာ အေး ဒီမှာဗျာ အေးခမနာဆုံးမကြမှာသာစီပြီးဘိုးပြမလား ဒီပုံမပြအောင် မဖြစ်အောင်တော့ အေးဒီကနေ့နောက်ဆုံးစီပါမမဆိုရမှာ ဒီမှာဗျာ အဲ့တော့ဒီကနေ့နောက်ဆုံးစိတ်တဲ့ခင်ဗျာဒီတိုင်းကြီးလို့ရင်တော့ဆွဲနေကြတယ်ဆွဲမှာပေါ့တတိမပါရင်ဘယ်တော့မှရဘူး ဒီမှာဗျာ စိတ်တတိဖို့လေးနဲ့လေ ဒီမှာဗျာ စိတ်ကဟိုတိဒါပဲရှိတာသူ့ကိုကြိုးကင်တာစိတ်တသိမ့်လို့ခေါ်တယ်အဲ့စိတ်တသိမ့်မှာတတိစိတ်တသိမ့်ကင်သွားတော့ကောင်းတဲ့ဘက်တည်ကြီးတွေများမှာပေါ့ပညာစိတ်တသိမ့်နဲ့သွားလို့ရှိရင်တော့ခင်ဗျားတို့ဆွဲနေကြတယ်ရှောက်ဆွဲပါပေါ့ဆွဲနေလို့ဒီကနေ့ရဲ့နောက်ဆုံးစိတ်အဲ့ဒီဆွဲကြီးဝင်သွားအဲ့ဒီဆွဲတဲ့ဖြစ်မှာခင်ဗျာဟိုဘာတော့ကိုနာဒီဒီတမတော့ကမင်းကြီးအမစပယ်ကြီးဖြစ်သေးရဲ့ဟင်ဒေါ်စင်းကြီးဆိုဘာဖြစ်မယ်ဟင်ဒေါ်စင်းကြီးဆိုဘာဖြစ်မယ်ထင်တော့ဆို မမှန်တတ်ဘူးဗျာ မနာဘူးတူခန္ဓာကဓာတ်နဲ့တိဆောက်ထားတဲ့ဓာတ်ကောင်ကြီးလေ မှန်လား ဒီဓာတ်ကောင်ကြီးဖျားနဲ့ရဟန္တာကြတော့ဓာတ်ကိုဘာဝနာကဓာတ်တော်လာနာလေဓာတ်ကကြိုက်တယ်ပူဇာပဲဘာဝနာကအဲ့ဒီကြိုက်စိတ်ကိုဖြစ်စီပြရတာမဟုတ်လား မှန်ပါဗျာ အဲ့ဒါကမြေဓာတ်ရေဓာတ်အာကြီးတဲ့ပုဂ္ဂိုလ်ကကြိုက်စိတ်အာကြီးလေဓာတ်မီဓာတ်အာကြီးတဲ့ပုဂ္ဂိုလ်ကမုန်းစိတ်အာကြီးတဲ့တော်စင်ကြီးပဲပဲပါ လီတဲ့တဲ့နဲ့ပါ ဟုတ်ကဲ့ ဒီမှာ အဲ့ဒါခွဲရမယ်လေက ဒီမှာဗျာ အေးဒေါသနဲ့ပြီးတော့မရေလေ ဒီမှာဗျာ ဟင် ဒီမှာ ဒေါသနဲ့ပြီးတော့မရေပြီးတော့ကြိုက်စိတ်ဆိုတာလောဘမဟုတ်ဘူးလား မှန်ပါ အဲ့ဒါနဲ့သူရင်ပြိတ်တာလေအိမ်ဆွဲအိမ်သမီးဆွဲသမီးသားဆွဲသား ဒီမှာဗျာ ဟင် ဒီမှာဗျာ ပြီးတော့ရိုးရိုးတွေလည်းရှိသေးတာပဲဒေါ်စင်ကြီးကရိုးရိုးဆိုတာငါသမီးငါသားဘာမဟုတ်ဘဲနဲ့တွေးပြီးတွေးရဆွဲတာတွေလေကျက်မြင်ကျက်ဟဲ့ဝက်မြင်ဝက်ဟဲ့ဆိုတာအဲ့ဒီအနီးပညာဆွဲခေါ်တာပေါ့ ဒီမှာဗျာ အဲ့ဒီပညာဆွဲတဲ့သိရင်ကျက်ဆွဲကျက်ထဲဝက်ဆွဲဝက်ထဲ ဒီမှာဗျာ အဲ့ဒီတဲ့သွားမှာအဲ့တော့ဒေါ်စင်ကြီးခွဲရန်ခွဲလိုက်ရင်ဘယ်ရဲပါမထင်တော့ငရေပဲလားဒေါသကငရေလीလောဘကပြိတ္တာလीမောဟကဒိဋ္ဌာလीဒေါ်စင်ကြီးအဲ့ဒီခွဲရန်နေမှာဘယ်ရဲပါမထင်တော့
ဆိုတော့ဒီကအလွတ်ရုံးတာမှလို့ပြောနေတာ တက်စားက တက် လာ တက်မှပဲပြောတာပဲဗျာ ဟုတ်ကဲ့လား တင်ပါဗျာအဲ့ဒါမြေတမ်းကြွေးကြော်နေတာပါဗျာ ဟုတ်ပြီလေဗျာ တင်ပါဗျာ တိုင်းဟိုတို့ရွှေသွေးခုချိန်များလာရင်နေမလာနဲ့ဒီလိုလား အဲ့ဒါခေါ်လို့ဗျာလာ ဟောဗျာပြောတော့လည်းထက်တယ်မှာပဲဟင် တင်ပါဗျာ ဒီကနေ့ရွှေသွေးစိတ်မချစိမ့်နဲ့ပြီးတော့ငရဲလေ တင်ပါဗျာ ဒါတော့ငါမီလေးဆိုရင်အဲ့ဒါပြိတ္တာလေ တင်ပါဗျာ ဒါတော့တာမန်ငါမိသားစုပဲဆိုရင်အဲ့ဒီရွှေသွေးနာဒိဋ္ဌိဆန်လာဖြစ်မှာလေ တင်ပါဗျာ အေးရွှေသွေးနေတဲ့အိမ်မှာကြွက်ဖြစ်မလားပိုဟာဖြစ်မလားကဲဘယ်ထင်းတော့ကဲဆောင်နံပဲထွက်မယ်ထွက်မယ်တယ်လို့တမပါဇာပြောနေရဘူးလေ တင်ပါ ကျိုးစားပါလေဗျာ ကျိုးစားနေပါတူပါဗျာ အောင်မ အပေါ်တက်မကြီးပြောတာပါဗျာဆိုတော့ဒီဘွားဒီအပြီးလုံးမကြီးပြောတာပဲဗျာ အောင်မအေးဘာပြီးမမမသိပဲပြီးလို့ပဲပြောတာ ဘာပြီးတော့မသိဘူး အေး ဒီလိုလဲလို့ပဲတော့တရားမထိုင်လို့တော့အမြဲတမ်းပြောတယ်ဗျဒီပြီးတော့ကြီးကြံတဲ့ဒီဝေးကတော့ဒီပြီးတော့အမြဲမပြတ်လောက်ပါလေဗျဒီစိတ်ဓာတ်ဖျားရှင်ကိုတော့ရေကဆုံးကအဲ့ဒါတော့ပြီးတော့မြင်တဲ့ဖြစ်ပါလေဗျတရားတိုင်းတော့ဒီပြီးတော့ကတရားစခန်းကိုမဝင်ဘူး အေး မဝင်ဘူးသေးတာဗျာ ဘာဆိုင်ဘူးခုနကပြောတဲ့နှစ်ခုပဲလေအမှန်နဲ့အတူကြီးပဲလေ အမှန်တည်းတင်ပါလားတင်ပါ ဒီအမှန်နဲ့အတူကြီးပဲဒီဒါနှစ်ခုပဲရိတ်သားသွားလဲဒါပဲရသွားကြိုက်တဲ့ဒီနဲ့အထုတ်တာပဲ တင်ပါဗျာ နီးဒီတော့ဝဲချင်းဝဲမှာပေါ့ တင်ပါဗျာ ငိုရင်းကတော့အမှန်နဲ့အတူကြီးပဲမတွေးအောင်မခိုင်းတာပဲဗျာ တင်ပါဗျာတင်ပါ ကြိုက်ထားနေမှာဗျာကမ္မထန်40တောင်ရှိတာ တင်ပါ နီး40တောင်ရှိတာလေဇေရိုက်လိုက်ပြီးတော့ခွဲထားတာ တင်ပါ အင်းအဲ့ဒါတော့မတွေးပြီးအောင်မယ်ဗျာမတွေးနဲ့ဗျာ တင်ပါဗျာတင်ပါဗျာ တမဗျာ လောက်เสียရှိတာတော့ဗျာ တင်ပါဗျာ အေးလောက်တာကကူနေဟိုနှုံနေရလောရတာမဟုတ်ဘူးလား တင်ပါဗျာ တွေးတာကသူဘာမှမဟုတ်ဘယ်နဲ့လျှောက်တွေးတာ ဆောက်ပြီးတာတင်ပါဗျာ ပြီးတော့သူကပိုက်ဆံလည်းကုန်တာမဟုတ် တင်ပါဗျာ ပြီးတော့သူများလူလည်းပင်မနာမဟုတ်တော့ တင်ပါဗျာ ထိုင်ပြီးတွေးတာပဲဗျာ ဒီဟာတင်ပါ ဟင် တင်ပါဗျာ အဲ့ဒီအတွေးဝင်ခွင့်မရအောင်မှတ်ထား မှတ်တင်ပါဗျာ အဲ့တော့တရားပဲ တင်ပါဗျာတင်ပါ အဲ့ဘာအနိစ္စတွေဒုက္ခတွေနာတာတွေစဉ်းစားမနေနဲ့အတွေးကိုရင်သူကသူအဲ့ဒါတွေပေါ်လာ တင်ပါဗျာ ဟိုဒုက္ခရောဟောပေါ့ဟိုပရမမျိုး၍ပညာပေါ်နေတာခင်ဗျားတို့ကဟိုတရားသမားကပညာမြုပ်ပြီးတော့ပရမပေါ်လာတာ တင်ပါဗျာ အင်းပညာမျိုးလည်းရင်ပရမကသူဟာသူပေါ်လာကိုပေါ်ရတာမှမဟုတ်ဖ ೇನೆ တင်ပါဗျာ အင်းခင်ဗျားတို့ကျတို့ကဟိုလောကီတာကပညာနေကနေသွားတော့တာလေ တင်ပါ အပြောမီတင်ပြီးဆွဲတာမဟုတ်ဘူးလားဗျာ ပြောမိတယ်တင်ပါဗျာပြောမိ အင်းအဲ့ဒါပညာဆွဲဒီဗျာ တင်ပါဗျာ အဲ့ဒါကိုပရမသမားကတရားသမားကမြုပ်သွားတာပညာမြုပ်ပရမကူရှိရင်ပရမကူပြန်ပေါ်သွားတာပရမကရှိပြီးသားကြီးဥစ္စာ တင်ပါဗျာ ဟင်ကဲခင်ဗျားတို့ပညာသမားကြတော့ပရမကမြုပ်ပညာဒီပေါ်နေတော့ပညာဆွဲရလိုက်နေရမှာပေါ့ တင်ပါ ဒါပဲ တင်ပါဗျာတင်ပါ အဲ့တော့ပညာဘယ်ကပေါ်တော့တူလို့ တင်ပါတင်ပါ မတွေးနဲ့ပေါ့ဗျာမှန်ပေါ့ဟင် မှတ်မယ်ဒီမှာတွေ့တယ်လား အဲ့ဒါခင်ဗျားဟိုခင်ဗျားကစိတ်ကြီးညာလို့ဟိုကထားပြီးတော့ဟိုလောက်တာလေခင်ဗျားအဲ့ဒါနေရအောင်နေအောင်လို့မှာလေ မှတ်ပြီပါဗျာဒီပါဗျာတူတာပါဗျာ ကျူတို့ထိုင်တော့ငါဆိုရင်စာမမျက်စိမေးဆိုတရားကဘာပတ်ထားတယ် တင်ပါဗျာ ဟိုစင်ကြိုက်တော့တော့ငါဖွားငွေဝင်ပြောသလိုပေါ့ဆရာလေးရဲ့ဒီမှာသွားပြီးတော့တရားအားထုတ်ထားမျက်စိမေးဆိုတရားအင်္ဂါဟိုတင်းင်းသီးကသူ့ဟာသူအလေးရပေါ့ တင်ပါဗျာ အဲ့ဒီစင်ကြိုက်တော့နေမှာစိတ်တင်းင်းမင်းကြီးတဲ့ တင်ပါ အဲ့ဒါဘသူတက်ကူဘယ်လိုလုပ်လို့အဲ့ဒါသူကမျက်စိမိတ်ပြီးတော့တင်းင်းကြီးခူးလာ ဒီကဗျာ အေးအဲ့ဒါတင်းင်းကြီးတော့အိပ်ရအဲ့တော့အိပ်ကိုလောကေကိုတင်းနဲ့ဟင် တင်ပါ တင်းပြီးတော့ဟိုရန်ကုန်သွားရောက်မလား တင်ပါ အေးရန်ကုန်မရောက်ပါဘူးဆရာလေးရဲ့လမ်းမှာတင်တနင်္ပြေပြီဆိုတော့ပြီးတော့တင်းင်းကြီးအိပ်ကြီးပေါ်ကားရကြီးတယ် တင်ပါဗျာ ဝမ်းနေဝင်ပြောတာပဲဗျာ တင်ပါဗျာ အေးတနိုင်ပြေးပြီဆိုတော့သူ
သူ့တော်လောကေဘောကတည်းအိတ်တော့အိတ်ဘောမှာကာယပြီးပြီးဘော ရန်ကုန်မရောက်လိုက်သေးဘူး ရှာဘောကိုမရောက်တယ် တင်ပါဗျာ ဦးလာမျိုးကြီးဘော ဒီလိုလေအဲ့လိုပြောတော့မတင်နေပြောငါတရားထိုင်လို့ရှင်ထိုင်နေတာလေဘေးကလေချက်ဦးဘေးအခုတွေအတွေးတွေဝင်လာတာတိလာတာမှတ်လို့အတွေးတွေဝင်လာတိလာဆိုမင်းအဲ့ဒါပြန်မှတ်လိုက်လေအဲ့ဒါမှတ်ရမှာပဲဒီအဲ့တွေးတွေပျောက်သွားမှတ်ပေါ်တယ်ဒီကလည်းအဲ့လိုပြောပါတယ် အေးမလီ တင်ပါဗျာ အတွေးမှလည်းတပပဲ တင်ပါဗျာ ဝင်လာထွက်တာမှလည်းဓမ္မပဲမှဘယ်ဟာမှမအမှတ်ရဖို့လို့ပါပဲ တင်ပါဗျာတင်ပါ အေး တင်ပါ အေးတွေးတော့တွေးပြမှပြတယ်တနာရီလုံးတွေးနေတနာရီလုံးမှပြ တင်ပါ သာဖြစ်တော့ တင်ပါဗျာ တွေးဟိုစာလို့တော့ထင်ရှားတာကိုထင်ရှားတဲ့ထင်ရှားအောင်မှတ်ထား တင်ပါဗျာ ဒီနာလေးရနေတယ်ဘာရလို့မသိရင်သူ့ခဏခဏပေါ့နေရမှာအဲ့ဒါအနာပေါ်လိုက်တော့အနာဖြစ်တာပေါ့အနာဖြစ်တော့အဲ့ဒါဆေးကူးသလိုပဲ တင်ပါဗျာ အေးကိုလည်းအတွေးဖြစ်လာတယ်အဲ့ဒီအတွေးကိုမှတ်ပြလိုက်တာဆေးကူးတာပေါ့ဗျာ တင်ပါဗျာတင်ပါဗျာ ဟင် တင်ပါဗျာ အဲ့ဆေးကူးလိုက်တော့ဦးလာမျိုးကြီးအဲ့ဒီအတွေးခင်ဗျဘယ်တော့မှတော့မလား တင်ပါ ခင်ဗျနောက်ထပ်တွေးတာအသိပဲဖြစ်ရ တင်ပါဗျာ ဟိုမှတ်လို့လိုက်တဲ့ကောင်ကတော့ဘယ်တော့မှတွေးပြတော့ တင်ပါဗျာ ဟင် တင်ပါဗျာ အဲ့အတွေးကိုမှလို့တမှားရတယ်ရတာလို့ရင်ခွေးကြိုက်လို့ရတာဒုတ်ကြိုက်လို့ဒုတ်ပြလို့ရတာပေါ့ တင်ပါဗျာ ဒီခန္ဓာကိုမှတ်လို့ရတယ်ဓမ္မပေါ့ပြီးတော့ဒူတုံးကမဟာစီမှာဥကျွေးဆိုတာ မှန်လား သူကအင်းတကြီးမဟုတ်ဘင်းတွေက မှန်လား တော်စင်တို့ကဒီကအင်းပြောလို့ဒီမှာမဟုတ်ဘူးငါးရီဟွာလုံးတဲ့အန်ကြီးတွေ တင်ပါဗျာ အဲ့ဒါကိုအင်းလို့ခေါ်တယ် တင်ပါဗျာ အန်ကြီးတော့အင်း တင်ပါဗျာ အဲ့ဒီအင်းကိုလေးလံဆွဲတဲ့လူဆိုတော့ကောင်းမှုကဘယ်လောက်များမယ်ထင်လဲ ငါလည်းအစာကျွေးရတဲ့ကောင်းမှုတွေများတင်ပါဗျာ အဲ့ဒါဒိုစီလာအထုတ်တော့ဘေးရတယ် တင်ပါဗျာ ဦးလာမျိုးလို့နေမှာပေါ့အေးမထန်လေသူဟာဒီအဲ့ဒါဒီပေါ်တော့တာအဲ့တော့တို့ငါ့ကိုပါဏိဒရာမဆရာတော်ကတို့တရားပြတဲ့ဆရာတော်စကားပြောတဲ့ပြပါစစ်ထားလည်းပြတယ်ခပ်ပြတွားတော့လည်းစကောလာကိုအဲ့ဆရာတော်ဥပဏိဒကတရားပွဲနေ့နှစ်ချက်ဆိုတော့လုပ်ပြီးတရားဟောတာ တင်ပါဗျာ အဲ့ဒီအလုပ်ပေးတရားစီအရေးကြီးဆုံးလာမျိုးပါ တင်ပါဗျာ အလုပ်ပေးဆိုတာအလုပ်လုပ်ဖို့ပေးတဲ့တရား မှန်လား အဲ့ဒါဒေါ်စင်ကြီးတို့မနဲ့ကိုအစ်စ်ခံတဲ့တဲကနေပြီးတော့ကြည်ပြီးတို့တပတ်လောက်ကတော့ဖြစ်တမာရီရကြောင်းဒါပဲဟိုဘုံပဲဟောနေတာ မှန်လားဗျာ ဆယ်ရက်ကျော်တဲ့ဟိုပဲကြတော့ဒီပုဂ္ဂိုလ်ညာတက်ခါနေပြီဆိုညာနဲ့ပတ်သက်တာကပြောနေတာအဲ့ဒါမနဲ့ကဒေါ်စင်ကြီးအစ်စ်ခံနေတဲ့ဘဝကနေပြီးပြောနေတာ မှန်လားဗျာ ပြီးချာနောက်တော့ဒါမနေ့ကငါစစ်ခံနေတာဒါငါပြောတာပဲဆိုချက်ချင်းသိနေတယ် သိပါလေဗျာ အဲ့ဒီအလုံးပေးတရားကိုပြီးချာနာလို့ရှိရင်ဟိုနာတဲ့ခါကျတော့ထီလက်မှတိုက်ဘူး တင်ပါဗျာ ဒီလက်မှတိုက်တော့ပေါ့စီတယ်လေလက်မှတက်လဲမဟုတ်ဘူးလား ခန္ဓာ အဲ့လိုသူဘာပြောတာငါမှဖြစ်တာလို့ မှန်လားဗျာ အဲ့ဒါကြီးတို့ကတော့အဲ့ဒီ3နာရီပြီးတာပေါ့ဗျာ4နာရီစာထိုင်ရတာပေါ့ဗျာအဲ့ဒါသူဘာပြောတယ်ငါဘယ်လိုအားထုတ်မလဲ4နာရီဆိုတို့ကတိုက်ပွဲပြောင်းတော့တာသူတရားနာထောင်ပြီးဒါကိုယ့်အတွက်ကြမှာနော်သူများအတွက်ခေါ်လာကိုကလိုက်လို့ရတာမှလို့ တင်ပါဗျာ သူခေါ်တယ်ကိုခေါ်တယ်ဆိုဘယ်နှကစစ်ခံရတာနဲ့သူပြောတာနဲ့အဲ့ဒါနဲ့တိုက်ကြည့်ပြီးတော့တာလေ မှန်လားဗျာ အဲ့ဒီတိုက်နာခဲ့တာတော်စင်ကြီးရ တပည့်တော်ကလည်းအဲ့လိုတိုက်ဆိုင်ပါတယ်ဗျာ အင်း တပည့်တော်ဒီနေတရားဝဲနဲ့ဆရာတော်ကဟောတာနဲ့တပည့်တော်ကြုံရတဲ့အဲ့တွေ့ရတဲ့ဟာတွေနဲ့တော်တော်တိုက်ဆိုင်ပါတယ်ဗျာ အင်းခမရတို့စစ်ခံတဲ့တွေကနေကြည့်ဟောတာလေ တင်ပါ ဒီ ဗျာ ချာကဟောမှုမှမရှိပဲနဲ့ အဲ့လိုတော့မမှန်မိခဲ့ဘူးဆရာတော်ဟောတာကိုဟောနေတယ်လို့ပဲလို့ပဲ အမအင်းကိုဟောနေတာကြီးကိုဟော အလုံးလုံးဖို့ပေးတာဗျာဟိုဦးလာမျိုးကြီးတို့အပြင်ကဟာကသရာနှိုးတာ တင်ပါဗျာ အဲ့ဒါကဦးလာမျိုးကြီးတို့လူရမလူရသူလူချင်းအောင်တရားအမထုတ်တာသူအာထုတ်ချင်းအောင်အဲ့ဒါကိုသရာနှိုးတာလို့စာလို့သုံးတယ်
တင်ပါဗျာတင်ပါ အခုအာထုတ်တာကြတော့တရားခိုင်မြဲအောင် မှန်ပါ ကိုယ်ပိုင်ကြတော့ခိုင်မြဲတာပေါ့ တင်ပါဗျာ ဒါခိုင်မြဲအောင်လုပ်ထားဟိုကတရားနှိုးအပြင်ခေါ်တာဒီက တင်ပါ ဒီရိတ်တာတဲ့ခေါ်တာကြတော့အလုံးပြီးကတရားခိုင်မြဲအောင်ဟောပြရတာဗျ တင်ပါ ဟင်အဲ့ဒီနီးနဲ့လုပ်ထားအဲ့ဒီခုနကပြောတဲ့ဦးကျူကြီးကတရားတော်လာနာသူကခုနပြောမက်ဆီမိတ်လိုက်ရင်ဦးရာမျိုးလူဟာကြီးတွေ ငါပြီ အဲ့တော့တရားတော်စိမခံအဲ့တော့ဆရာတော်ဥပန္နိတာပြောတယ်ချိုးယောဂီတွေကတရားတော်လာတော့နာပါတယ်သူတို့တရားလာအစိမခံကြပါဘူးအဲ့လိုပြောတယ်အဲ့တော့သူကတော့သူပြောမှသူသိတာသူကတော့ဘသူရဲ့ပဲဝါရတော့တယ်ဘူးလေပုဂ္ဂိုလ်ကြီးတော့မထင်ဘူး တင်ပါဗျာ ရောခါစားပုဂ္ဂိုလ်ဟာဆရာနဲ့တွေ့တယ်မှာလေ မှန်ပါ ဟင်ဆရာနဲ့တွေ့မှာဆရာကညွှန်ကြားပေးနိုင်ပါပါအဲ့တော့ဆရာနဲ့တွေ့တင်ပါတယ်ဒါပဲပြောဒါပဲသူတရားပြောအဲ့တော့ဦးကျူကသူ့ဆောင်တော်မှပြတယ်ပေါ့ တင်ပါဗျာ အဲ့တော့ကဲကွာဒီကတွေ့တာအားထုတ်ဆရာတို့ဘာထုတ်လို့တော့မမမသိတာဒီတော့ကြီးတွေးနေတာတွေ့တာအားထုတ်မယ်အားထုတ်ကစားယောဂီတော့ချိန်မဲ့စီနာတာရင်တွေ့မှာဒါပြီးဒီမဆုံးတာလားတွေ့မှာပဲအဲ့တော့တွေ့တာအားထုတ်မယ်ဆိုတော့သူနာတာကြီးအားထုတ်တာပေါ့အဲ့တော့ဦးကြီးကတန်ကကြီးဒါသာနာသာဆိုဒီဟိုကကြွတယ်တရားသူကနာသာဟိုကြွတယ်တော့နာသာနာကျင်တော့နာလေသူကလည်းနာသာမဲ့သူကမထားတာပဲရှိတာလေ တင်ပါဗျာ ကျန်နာမဝသူများလိုဖောင်းဟာပိခါဝင်ဟာထွက်ဟာမသူမလို့မရတာ တင်ပါ နာသာဆိုလေဟိုကနာလေဟိုကနာလေသူကနာသာအော်လေးနဲ့ကြာတော့ခန္ဓာတဲရှိတဲ့အပူနဲ့အပုတ်ကမှန်ကြသွားတာပေါ့အာထုကသာယောဂီခန္ဓာတဲ့ဟိုတက်တက်လို့ပေါ်လို့ပေးစားခိုင်ထားတဲ့ခန္ဓာကြီးထဲမှာအပူတွေပုတ်တွေဘလောက်အောင်နေတော့ယူတွေချင်စီတဲ့ဒီအောင်နေတာ တင်ပါဗျာ အဲ့ဒါဒီအကုန်ကလာပြောထားထွက်ပြီးတော့ဟွာတဲ့စိတ်ကြီးညာတာလေ စစ် ဗျာ တိုက်တော့တင်ပါဗျာ အဲ့တော့ဦးကျူကမထားတော့အဲ့ဒါနဲ့နိုင်သွား တင်ပါဗျာ နာသာဆိုလေးဟွာနာလေးသူကလည်းနာဆိုင်အော်လေးပဲ တင်ပါဗျာ နာသာအော်လေးဟွာလည်းနာလေးပဲကြာတော့သူပြောဗျာအကျော်လေးတွေများပြတ်ထွက်မတာကိုဖြစ်တာဗျာအဲ့ဒီနေရာသူဟိုနေစုံကိုမစားရဘူး တင်ပါ သူယောဂီတွေကဟွာလိုက်တီးတီးနဲ့ကိုရှိတဲ့ငပြောသီးလေးတွေပါလေးတွေသွားပြီးလှူသွားတာ တင်ပါ အဲ့ဒါနဲ့ပြီးရတာ တင်ပါဗျာ တခါလေဟိုမနေ့ဟွာပေါ်4နိုင်ကတည်းကစားထိုင်တာ10နိုင်ခွဲမှပြီးတယ် တင်ပါဗျာ ဟိုလာမျိုးကြီးက တင်ပါဗျာ နာဇံကမ္မထာနဲ့ပင်တော့ ကျွန်တော်နိုင်ပြင်းပြင်းပြင်းတင်ပါ အဲ့ဒါ9နိုင်အာယုံနဲ့မသုံးရဘူး တင်ပါ 10နိုင်နေဆုံးလည်းမသုံးရဘူး လုံးလေတင်ပါ အဲ့ဒါပဲကိုမှတ်နေတာ တင်ပါ 10နိုင်ခွဲမှအဲ့ဒီဟိုခန္ဓာလေးရှိတဲ့ဘူဘုတ်ကမှန်ကြသွားတော့ခန္ဓာမှန်ခေါ်တာခန္ဓာမှန်ကြတော့ကိလေသာမှန်ကိုနေရရသေးလို့လားအဲ့ဒီမှာကြမှာသူနိုင်တော့တာဒီဗျာ တင်ပါဗျာ အဲ့တော့ဘယ်နဲ့တော့တော်စင်းကြီးဟိုကြတော့ပြောနိုင်မှာမလား တော့တပည့်တော်တရားရှောက်ရပါလေဗျာ အင်း အဲ့ဒီခြေတော်လေးကလည်းဖြည်းဖြည်းနောက်ဆုံးပြီးနားလာတာမော်တာတက်ပြီးလှည့်ထားသလို အင်း ခြေတော်ကြောတွေကအဲ့လိုတွေ အင်း ဝေနာတွေမှတ်ရပါလေဗျာ အင်း နောက်တခါကျလည်းတပည့်တော်ခေါင်းကြီးကိုတန်အောင်ဆောင်ပြီးစောင့်ထားသလိုမျိုးကြီး အင်း အဲ့လိုတွေလည်းမှားပါလေဗျာ မ နောက်ကြတော့တပည့်တော်အုံနောက်တွေကတပည့်တော်ကတော့အုံနောက်တွေလှုပ်တယ်လို့မထင်မှတ်တာလို့မသိဘူးဗျာတပည့်တော်ခေါင်းပေါ်မှာမွေတွေခွေနေတာကြီးကိုပြီးတော့လှုပ်နေရကြီးတွေမွေတွေလှုပ်နေရကြီးတွေမှတ်ရပါတယ်ဗျာဆို မ အဲ့လိုရှောက်ရပါတယ်ဗျာ အင်း နောက်တပည့်တော်ခန္ဓာကြီးကလေးတာတွေ အင်း ခန္ဓာကြီးလေးတာတွေကိုလည်းမှတ်ပါတယ်ဗျာ မအင်း နောက်ခြေတော်လေးတွေဈဉ္ဉံလျှောက်တဲ့ကခြေတော်လေးတွေဆွဲယူသွားတာတွေခြေတော်လေးတွေဆွဲချသွားတာတွေတနေ့တည်းတနေ့တော့ပြီးတော့တူမှတ်ရတာတွေကိုဆရာတော်တွေကလည်းအားရပါတယ်ဗျာ အင်း အဲ့ဦးလန်တို့ကရက်60ပြည့်ပြီဆိုလာခေါ်တော့ဆရာတော်တွေကငေါ့ရောဗျာ အင်း သူကလာခေါ်တာနဲ့ပြီးတော့ထွက်အဲ့နာလာပြီးတော့ထွက်ခဲ့ရတာဗျာ အ
Eli amakan le boara. နလာတကယ်နလာပြောတော့ Amakan tiro na phamda. အဲ့ဆရာတော်တရားပြတဲ့ဆရာတော်ကဒီငါတကမာကြီးကချိန်ပြီးတော့မရွာဘူးဗျာအဲ့လိုအားမရဘူးဗျာခမရနေပါဦးမရနဲ့ဆိုတားကြတယ်တားပါတယ်ဗျာခုလည်းတပီတော့ဆက်မှန်ပါတယ်ဗျာအိမ်မှာလည်း2 နာရီ 3 နာရီထိရတော့တပီတော့အဲ့လိုမှတ်နိုင်ပါတယ်ဗျာ Do joma ne de kwa mam thima o joma le thinya ni kwe aw ma khwe lai lo de. ပြန်ပါဗျာ Ai sing ma nga be tu pyo lo lai tha. တင်ပါဗျာ Thinya ni de ro da yauk de. Tu so thinya ni kwe aw ma khwe nai bu so ro wibadana ka me ma tat nai bu pyo da po bya. တင်ပါဗျာ E ro ka zi kong ni lo ne tu. ပြန်ပါဗျာ Eh ဆက်တော့မှတ်ပါတယ်ဗျာဒီနေ့ဆက်မှတ်ပါတယ် u la myo ya zi kong la zi ro la. ဒီကုန်းပါဗျာ Du ka do zi ro kho thin na be. Eh ဘရောတော့ဘူးငယ်လေးမိရတဲ့ထင်းညမကွဲနိုင်မဲလို့ထွက်လာတာ တင်ကြဟုတ် ဒီတော့အဲ့ရပြန်ကြရပြီးတော့အဲ့သွားတော့အိတ်မပြောတဲ့ယောဂငယ်လေးရှိတာဗျာအမေအဲ့ရပြန်ပါပြီဆိုပဲပြီးတော့အိတ်မပြောတဲ့ယောဂမရတော့ဗျာ ဟုတ်ဗျာ ဆိုင်ယောဂလည်းမဖြစ်တော့ဘူးဗျာ ကောင်းပြီ ဒီကဆိုင်ယောဂခဏခဏဖြစ်တာ င်း အဲ့ခုတီလည်းဆိုင်ယောဂမဖြစ်တော့ဘူးဗျာ ရရ အိ ကော တ်မ င်းပြီ ပြောတဲ့ယောဂလည်းမဖြစ်တော့ဘူးဗျာတကယ်လို့အိတ်မပြောဘူးဆိုရင်တပြီးတော့ထမှတ်တာအဲ့ကြရင်ဘလက်မျိုးရမကြိုက်ဘူးဗျာ ဟုတ် ညာယူအဲ့လိုပေါ့အိတ်ချင်းကိုအိတ်ပါအဲ့လိုတွေမှမ ဟုတ်သား မ ပဲ အိတ်ပြောရင်တော့အမှတ်နဲ့မှနိုင်တာပေါ့တပြီးတော့ရှုံးတော့မပေးဘူးပေါ့အဲ့လိုမျိုးတော့တပြီးတော့အဲ့လိုမျိုးအိတ်မပြောဘူးလို့ဒါမှမဟုတ်တခုယောဂဝေဒနာ ဟိုမှာခမကကိုဝါလို့တာတော့ကြောင်းမတော့မှဇီးပြစကန်ခွေးနေတာအဲ့လိုကိုဆရာမလို့စီချင်ဆရာလို့စလဲဝယ်လို့ဝယ် တယ်ပါဗျာ ဟိုလာဘူးလေဟိုတောင်မြင်ပေါထွက်ကမကြည့်ပြအောင်ဒီထိုးပီလီယာရေ လည်းလာမခေါ်နိုင်တော့အေး ပါဗျာ အေး ဟိုယောဂဝေဒနာဇိုးတွေတော့အဲ့လိုမျိုးတော့တပြီးတော့ခုချိန်ကြီးအခုနောက်ပိုင်းဆိုရမ်းမပိုလန်လင်စည်းပါညာတောက်ရတယ်အခုနောက်ပိုင်းဆိုဘာမှမတောက်ရတော့ပဲနဲ့အဲ့လိုမျိုးယောဂတွေကတော့တော်တော်ပြင်းသွားပါတယ်ဗျာ အဲ့ဒီယောဂါတွေကဟိုဓမ္မညီညွတ်လို့ဖြစ်တာလေ တင်ပါဗျာ ဒေါ်စင်ကြီးတို့ကဟိုဘယ်မှနဲ့မှတ်တဲ့ချိန်ဟာသူအာနာပါနာဆိုရင်အထွတ်မှာခန္ဓာထဲရှိတဲ့အဘူပုတ်တွေကိုထုတ်ပစ်တာလေ မှန်ပါဗျာ အဝင်မှာလီတီသွင်းတယ်လေအတိတ်ကိုအဘူပုတ်တွေထုတ်ပစ်တယ်လေပြီးတော့စိတ်မှာဆွဲနေတာကိုအမှတ်ကပယ်ပစ်တယ်လေ မှန်ပါဗျာ အဲ့လိုလို့တော့ခန္ဓာကိုယ်ရဲ့အပူပုံမရှိတော့ဓာတ်ညီမြတာပေါ့ မှန်ပါဗျာ အဲ့တော့စာလို့ဓမောတထဟောတရားဆေး မှန်ပါဗျာ တရားဟာဆေးပဲလို့စာကသုံးတာဟိုဦးလာမျိုးကြီးတို့ကြောင်းွားလို့ဘိုးရင်ဘိုးစဉ်တုတ်ဆိုတာအဲ့ဒါပဲလေ မှန်ပါဗျာ ဘုရားဟောတာတဲ့ဘိုးစဉ်90ဟာဟိုရှင်မကာသဘာနဲ့ဟိုဟာတဲ့ရှင်မောဘကလာဖြားနေတာ အဲ့ဒီဘူးစီတရားဟောတော့ဘူးစီတိုင်းဓမ္မပိဓမ္မအမှတ်တဲ့သွားတာဘူးစီ90လဲပြီးတော့သူတို့လည်းထားထိုင်တာလေ တင်ပါကောင်းတင်ပါဗျာ အေးခန္ဓာရဲ့ခန္ဓာဓမ္မညီညွတ်လို့ဖြစ်တာဟိုတော်စင်ကြီးရ မှန်ပါဗျာ ဝင်လေထွက်လေမမခမဘာတို့မာစီစုဖောင်းပိန်တာ တပီတော့ဆရာတော်တွေမာစီရောက်တော့ဖောင်းပိန်နဲ့ခိုင်းတော့တပီတော့ဖောင်းပိန်ကပဲစမှတ်ပါတယ်ဗျာ အဲ့ကျွတ်တို့လည်းခေါဖောင်းပိန်မှာရတာပဲလေ တင်ပါဗျာ အတူတူပဲပေါ့ တင်ပါ ဂျပူမနဲ့2ယောက်တပီတော့2ယောက်သွားကြတာပါဗျာ အဲ့ဂျပူမှာဘာဖြစ်တော့ ဂျပူမတော့မသိဘူးရတယ်ပြီးတော့ ငို ဟိုဘောဝင်နဲ့အလေးထားနဲ့ကျင့်တော့တမီလည်းရတော့မှာပါဗျာ အေး တယ်ပါဗျာတပီတော့အဲ့လိုခန္ဓာကိုယ်ရဲ့ရိမ့်ရိမ့်လှူရှားတာတွေတို့ အေး ဒီခန္ဓာကိုယ်ကဒီကြောက်ခဲကြီးလို့မာတောင်းနေရတယ်မာကြောနေရတယ်လို့အဲ့ဒီနောက်အဲ့ဂျပူမနဲ့တပီတော့ဘလို့ဒီလေချောင်းတွေကနေဒီခန္ဓာကိုယ်အတွင်းနဲ့ဒီမှတ်ရတာတွေအဲ့လိုပြောတော့ဂျပူမအဲ့တပီတော့လိုက်သွားတယ်တပီတော့အိမ်မပြောတဲ့ဟာရှိတာနဲ့ကိုရောက်တာနဲ့တပီတော့ဆေးတွေပါမတောက်ရတော့ဂျပူမဆေးတွေပါ
ပြီးတော့ပြန်ထိမ့်ပြီးတာတွေလုပ်ပြီးတော့မေးစင်းစီတွေအကုန်ရက်လိုက်တော့တယ်ရက်လို့ရတယ်တဲ့ အေး ကျမကြီးလည်းတော်တော်ကောင်းနေပြီပေါ့အဲ့လိုမျိုးဒီဂျပူမှာအဲ့လိုသာတရားမှတ်လို့စီးတွေကုလို့မရတော့ဆိုဆရာဝန်တွေဘယ်နဲ့လုံးမလဲတဲ့ဘုံဘုံမျိုးပဲအဲ့လိုမျိုး ဘောရဂျပူမှာပြောပေါ်လိုင်းစင်အပြားအားလားမရတော့လိုင်းစင်ပြားအားလား အကုန်လုံးတကယ်တော့တရားအထုတ်ရင်တော်တော်ကောင်းပါလေဗျာပြီးတော့ တရားနဲ့အောင်မြင်သွားကြတာပဲဒီအ ဒီ ကုန် မှာဗျာ တင်ပါဗျာ အဲ့တော့ဖယားနဲ့ယာနာကြတော့ခန္ဓာရဲ့ရှိတဲ့ဓာတ်ဒီအကုန်လုံးသုံးသွားတယ်တွေ့ဓာတ်သုံးရတာစိုက်ပြီး ဒီမှာဗျာ တင်ပါ ခဏတို့ကျူတို့ကဓာတ်ခိုင်းတာလုပ်နေရ တင်ပါတင်ပါ ကိုဝိပဿနာဆိုတာဓာတ်တော်လှန်ရေး ဒီမှာဗျာ သူခိုင်းတာမလုပ်ဘူးဟိုတင်ညာကကြောက်တော့ခိုင်းတယ်အမကသူခိုင်းတာမလုပ်ဘူးကိုမှကိုမှတ်တယ် မှန်လားဗျာ ကြာတော့အမကနိုင်တော့ရင်တင်ညာကနောက်ဆုံးပါလာပဲလေ မှန်လားဗျာ ဦးလာမျိုးတို့တက်တယ်လို့တင်ညာနဲ့လုပ်ခဲ့ရတာမဟုတ်ဘူးလား တင်ပါ အခုဒီကအမှန်နဲ့တင်ညာနေရအမှားစားထိုးတာပဲလေ တင်ပါ အေးအဲ့တော့တင်ညာကဒုက္ခနာကြီးအတွက်သူကရှားပေးတဲ့ရှားပေးသမားဒီ တင်ပါ မကမဟုတ်ဘူးဘဝတွေမဟုတ်ဘူးသာသနာအတွက်ဒီကိုရှားပေးရတာ မှန်လားဗျာ အေးအဲ့တော့အမှတ်ကိုနာနာမှတ်သွားဟိုကတင်ညာကနောက်ဆုံးကြံရထားပေါ့ မှန်လားဗျာ အဲ့တော့ခန္ဓာကိုယ်လည်းဟိုဓာတိပါဘုံလို့ညီသွားတာပေါ့ဗျာ မှန်လားဗျာ ပြီးတော့ဟိုအာကြီးတို့ပွားနေတာကြီးတို့ပါမှာပေါ့ပါတော့ဆိုရင်ဆဲသွားမှာပေါ့ မှန်လားဗျာ အင်းဒီနည်းနဲ့ဖယားနဲ့ရဟန္တာကြတော့ဓာတ်သုံးသွား မှန်လားဗျာ ဥရမေကြီးတော့ဓာတ်ဆွဲရသွားအောင်မှာအထက်ဆွဲလိုက်အထက်ရောက်အောက်ဆွဲလိုက်အောက်ပေါ့ဒီကနေ့နောက်ဆုံးစိတ်ဆွဲတဲ့နေရာပါချလှည့်သွားနေရမှာ တင်ပါဗျာ ညာတွေကတော့9ရက်တစ်စီးရဲ့ဥလာမျိုးကြီးတော့ဘယ်နဲ့ရဲ့တို့ပဲဟင် တင်ပါဗျာ သူကတော့9ရက်တစ်စီးလဲရတာဥလာမျိုးကြီးတော့30ရက်တစ်စီးလားဘာလို့ တုံးတဲ့ဘုံနာလေးတင်ပါ ဟင်ပါကြတဲ့သွားနေရမှာဗျာ တင်ပါဗျာ အဲ့တော့ဟိုပြောနေကြအတိုင်းဆိုကြတေဂာနီနောက်ဆုံးစိတ်လူစိမ့်တဲ့သေးရင်မြမဘုံတဲ့နေတဲ့မေထီယမိတာပဲလေနာလည်းတဏှာချီထိတဲ့နိုင်ရင်တို့မေထီယမိတာပဲလေ မှန်လားဗျာ တစ်ဖက်ကမေထီယမိသူတို့ဒီကကဘာမီကိုလည်းလွတ်ထားပဲလေ မှန်လားဗျာ ကဘာကနေ့ဘလောက်ဆိုတဲ့တန်ဘလောက်ပဲကြံတော့တယ် တင်ပါဗျာ ဒီကဘာကြီးကိုပြတ်တော့မှာတယ် တင်ပါဗျာ ဒီမှာဗျာ ဟင်အဲ့တော့ဒေါ်စင်ကြီးကပြည့်ရင်ပဲဒီကဘာကြီးပြည့်တော့မိလောင်တော့ပဲသွားမှာတော့ဟုတ်ဗျာဘောကြီး တင်ပါပြီပြောတယ် ဟင် ပြီးတော့ဟိုနိဗ္ဗာန်ထိပဲသွားကျင်တော့တာပါဗျာကြိုးစားပြီးတော့ ဦးလာမျိုးလေးရွှေသွေးတို့ကဂျာနေတော့ဘယ်လိုလုပ်မလို့ အဲ့တော့ဆရာတော်ကြီးပဲပြသူတို့ကုသကံ ခဏသူတို့လည်းကနေရလို့မပေါ်ဗျာ ပြောပါတယ်ဗျာတပည့်တော့အဲအကြောင်းတိုက်တွန်းပါတယ်ဗျာတပည့်တော့မန်းလေးမှာဈေးဆိုင်စမဖွင့်ခင်ကတည်းကလုပ်ငန်းနဲ့ကိုသူ့ကိုချင်းချပြီးတော့တပည့်တော့လုပ်ငန်းစလုပ်ရမယ်ဆိုရင်ဦးလမျိုးသိန်းကြီးတရားစခန်းဝယ်မှာဆိုင်ဖွင့်မှာဆိုပြီးတော့ဆိုင်မဖွင့်မဲနဲ့ကိုမန်းလေးမှာဒီတိုင်းနေတာပါဗျာ အေး နောက်ဆုံးလေးကျတော့ဒီတပည့်တို့လည်း၈လလောက်ကြာပြီဘလို့မှလည်းဟိုနေပြန်လို့အဆင်မပြေသေးတာနဲ့တပည့်တော့ဆိုင်ရလို့မဖွင့်မဲနဲ့အိမ်ကနေမဲဒီတိုင်းအိမ်ဆိုင်လေးပဲစဖွင့်တော့တာပါဗျာ အေး ဦးလမျိုးကြီးကတရားစခန်းမသွားလို့ဆိုပြီးတပည့်တော့ဆိုင်ကိုကောင်းကောင်းမဖွင့်သေးပါဘူးဗျာ အေးလောက်ပါဗျာခင်ဗျားအကျုပ်လောက်ဆိုလို့လားကျုပ်ကရင်သမား တင်ပါဗျာ ဟင် တင်ပါဗျာ ပြီးတော့ရန်ကုန်သား တင်ပါဗျာ မဟုတ်တာဆိုကြောက်ကုန်လို့ခဲ့တယ် တင်ပါဗျာတင်ပါဗျာ ဒါဆိုတော့ဘာတန်သေးလူမင်းကြီး တင်ပါဗျာ ဆေးကြောက်တို့ဘိန်းလို့ပါစားအကုန် တင်ပါဗျာ လုထားရဲအဲ့ဒါကျုပ်လုခဲ့တာပဲ တင်ပါဗျာတင်ပါဗျာ မကြောက်ဘူးဗျာတပည့်တော့ ဟင် တပည့်တော့အဲ့လိုမကြောက်ဘူးမပတ်ဘူးဗျာ ကျုပ်တရားပွဲနဲ့လည်းခေါ်နေတာပဲခင်ဗျာ တင်ပါ အဲ့ ဗျာ ဒါတော့တပည့်တော့နားတယ်တရားကြီးတယ်တော့မပါဘူး ဟင် တင်ပါဗျာ ဘယ်ရဲသွားလဲတခါတည်းဒေါင်ချာဆိုင်နေအောင်ကိုပါလုထား တင်ပါ သူတော့ကျုပ်ချီရင်မာလာကဦးထွန်းရင်ဆိုတော့ပိတ်ဖြူစင်ကြဖို့နဝင်ငါတီလာနေတို့ကြည့်ပြီးဒီပုဂ္ဂိုလ်တစ်မျိုးလေးပဲတော့မိတ်တို့ကလည်းမူလာရင်လူရွှေတော်ရဲ့ပြက်လုံးနေပဲ တင်ပါဗျာ လူရှင်တော်ပြက်လို့ကိုတရားကွယ်လို့တဝါဝါတာဟာဟာနဲ့ တ
တင်ပါဗျာ အမူလာရင်ကျုပ်ကအဲ့ဒါပဲရန်တော့ဖြစ်ရဘူး တင်ပါဗျာ ရန်တော့ကြောက်တယ် တင်ပါဗျာ အဲ့ဒါပဲအင်္ဂါမိမလည်းကျုပ်မနိုင်တော့ဒီတိုင်းပဲကြည်နေရတာ တင်ပါဗျာ ဟင် တင်ပါဗျာ အဲ့လိုဖြစ်တော့ကျုပ်ကူဟောလောက်တာကညာစားတာကတခိုးကစား မှန်လား ဆိုင်ဖောက်တယ်အိမ်ဖောက်တယ်အဲ့ဒါတွေတက်တာပဲစီပွားရေးတက်ဟိုလည်းတခိုးကလာဖောက်လိုက်တော့ကြတော့ဟိုလာဖောက်လိုက်နေဖောက်ကျဲခံနေခိုးကျဲခံနေ တင်ပါဗျာ ဒါလည်းကျုပ်ကလည်းပြိုပြိုနဲ့ကျုပ်လုပ်ဖြစ်တာ တင်ပါ အဲ့ဒါလိုကြီးပဲတော့စီ မှန်လား နောက်တော့ဆိုင်ဖောက်တာဆိုင်ဖောက်တော့ဆိုင်ဈေးတွေကဈေးကောင်းရောဈေးဥက္ကဋ္ဌရောအကုန်လုံးကခမဒီမှုရအောင်လိုက်ကျွန်တော်တို့နောက်ကဝင်ပြီးမယ်ဆိုတော့ကျုပ်ကလည်းမြောက်ပြီးတော့လုံတာပေါ့ဗျာ တင်ပါ လိုက်တာပေါ့ တင်ပါ အဲ့ဒီဟိုစခန်းသွားတိုင်းတော့သူတို့လူကြီးတွေပါလိုက်တိုင်းတာအဲ့ဒီမှာစခန်းမှုကလည်းကျုပ်တို့နဲ့ရင်းနှီးနေတာ တင်ပါ ဥစ္စာရင်လို့ဥစ္စာရင်ခင်ဗျားတဲ့တစ်ဖက်ကဟိုလိုပါရရင်တရင်ပေးပါကျွန်တော်တို့လည်းလိုက်ပါမယ်လိုက်တော့ဗျာအဆုံးတော့အဲ့ဒီရဲစခန်းကရဲကခိုးတာ တင်ပါဗျာ ကဲဗျာကဲ တင်ပါ ဒေါ်စင်ပဲနှလုံးပို့ပြီးတော့ဦးလာမျိုးကြီးတို့စီတော့ရဲဖွဲ့စည်းပုံဘယ်လိုရှိတယ်မသိဘူး တင်ပါ ကျွတ်တို့တင်ကားညုံရဲဖွဲ့စည်းပုံရှိတယ် တင်ပါဗျာ ကျွတ်တို့စီကတော့ဝနာနဲ့တင်ကားညုံနဲ့ရဲစခန်းတစ်ခုပိုင်တာကို တင်ပါဗျာ အဲ့ဒီမှာဟိုမြို့နယ်မူကဦးမြင့်ဆိုတာဦးမြင့်ကစကားမှုနှစ်ယောက်ကိုခေါ်ပြောတာငါ့ကိုတလားကို900စီတာပေးကြတယ်မင်းတို့ တင်ပါဗျာ မင်းတို့ တင်ပါဗျာ ဟင်ရဲဖွဲ့စည်းပုံ ကိုလည်းလူပါပဲဗျာ ဟင် လက်ဒီလူပါပဲဗျာ အဲ့ဒီဟာသာတာ တင်ပါဗျာ အဲ့တော့စကားမှုရတဲ့သူ့အောက်ကဟိုအမှုလိုက်ပြီးပေါ့သူကလည်းဟိုက900တောင်းရင်အနည်းဆုံး600 900လောက်ရောက်လို့ တင်ပါ ခု ဗျာ တော့လည်းစီချမ်းကြီးချမ်းရှိသေးတာ တင်ပါဗျာတင်ပါဗျာ ဟင် တင်ပါဗျာ အဲ့တော့ဟိုအမှုလိုက်ရရှိတွေကအောက်ကကြီးသူပိုင်တဲ့ရဲတွေကိုမင်းတို့ဘယ်လောက်မင်းတို့ဘယ်လောက်လောက်တာအဲ့တော့ရဲလေးတွေကခိုးဝရှာတာပေါ့သူတို့ဘယ်ကရမှာတယ် တင်ပါဗျာတင်ပါ ဟင် တင်ပါဗျာ အဲ့တော့တင်ငါညိုစိမ့်နဲ့သူတို့ကနေကမျက်စောင်းဘူးရှိတာ တင်ပါဗျာ အဲ့ဒီဟိုဟာ စခန်းနဲ့ ဟိုဟာဗျာ9ရက်ကို73ဆိုင်ကြာတယ် တင်ပါ ထိုင်ပြီးဆိုင်ပြီး ဆိုင်နေတင်ပါ 9ရက်ကို73ဆိုင်တော့ကြာတယ်အဲကျုပ်ကနောက်ဆုံးပေါ့ဗျာ တင်ပါဗျာတင်ပါ အဲ့ဒီမှာလည်းသွားတိုင်းတာအဲ့ဒီမှာမိတာ တင်ပါ မိတော့အဲ့ဒီရဲစခန်း2ယောက်ဖြစ်ရဲသမား2ယောက်ဖြစ်နေတယ်အဲ့တော့ရဲနဲ့ကျုံနဲ့ဘာလို့ကညာချင်းပြန်ကြရတော့တာဗျာ တင်ပါဗျာတင်ပါ ဟင် တင်ပါ အဲ့ဒီကနေပြီးတော့ကျုပ်နောက်ကသတင်းတောက်ဒီကအကုန်လုံးပါမြို့နယ်သတင်းတောက်တော့ဟိုးတိုက်ကသတင်းတောက်ဒီရောခင်ဗျားတခုခုလို့ရင်ကျုပ်တို့ပြောကျုပ်တို့ရေးမယ် တင်ပါဗျာတင်ပါဗျာ သတင်းတောက်တရားလေးကျုံနောက်ကဆိုတော့ရဲကလည်းကြိုင်နေတာကြိုင်လို့မရဘူး တင်ပါဗျာ အဲ့ဒီမှာရဲထဲမှာလည်းကျုံနေရင်းနေတဲ့ရဲတွေကလည်းရှိသေးတာ ရှိအောင်တင်ပါဗျာ အဲ့ဒီတရဲတော့အဲ့ဒီကနောက်သတင်းပို့တာကိုချင်းပဲအိမ်မမလဲပါနဲ့ကိုယ့်အိမ်ကိုနေပါဘောင်းစောစာလုံးပုံမှန်နဲ့ရဲပုံမှန်နဲ့ဆွဲတော့မှာ တင်ပါဗျာတင်ပါ ဟိုစာလုံးပုံမှန်စာချီရှုပ်ပုံမှန်လေ တင်ပါဗျာတင်ပါ စာလုံးပုံမှန်နဲ့ဟိုကရဲကဆွဲတော့မှာဆိုတော့ရဲတွေကကျုပ်တောင်အောင်ရှိသူကကိုချင်းပဲအိမ်မမတော်ပါနဲ့ တင်ပါဗျာ နာကြောင်ကြတော့ကျုပ်ကပဲအိမ်မမတော်တော့ဘာမှမဖြစ်ဘူးပေါ့ဗျာ တင်ပါဗျာ အဲ့တော့ကြီးကိုလုပ်ခဲ့ရ ဟုတ် တာ ကဲ့တင်ပါဗျာတင်ပါ တင်ငန်းဟိုသတင်းစာတွေကရေးတယ်ဆိုတော့ဘယ်လိုမှတိုင်နေတော့ဘူးတဗျာ တင်ပါဗျာ အဲ့ဒီမှာတဲ့အမှုပေါ် တင်ပါ ဟိုဟာလေခိုးတဲ့ရဲနှစ်ယောက်ကတယောက်ကအလုတ်ကျန်းနဲ့လေးနဲ့နောက်ကလိုက်တဲ့ကအလုတ်ကျန်းနဲ့နှစ်နှစ်ကြာ တင်ပါဗျာ ရဲမီတွေဆိုရင်တောက်တစ်ခေါက်ခေါက်နဲ့တရားသမားတဲ့ဒေါ်ကုငိမ့်ကကြည်ပါတော့ တရားသမား တ
တရားသမားတဲ့တော့ဒီမှာတော့တဲ့ရေမေရီကြုံပြတာပို့ဗျာ တင်ပါဗျာတင်ပါဗျာ အဲ့ဒီမှာလေငါလုံတိုင်းငါမစားရ တင်ပါဗျာ ဒီတတိဝင်သွား တင်ပါဗျာ အဲ့ဒီမှာဘုတို့အကုန်လုံးကငွေလန်းခင်းပြီးသွားတာမဟုတ်လား တင်ပါဗျာတင်ပါဗျာ ဟိုတတိတော့ဒီအဲ့လောက်တည်ရင်းနေရဲဆိုတာသူတို့ကဟိုအရက်တိုက်ပြီးလုပ်ပြရတာ တင်ပါဗျာ ပြီးတော့အဲ့ဒီတော့ကအရက်ကလည်းဝယ်လို့မှရပဲနဲ့ တင်ပါဗျာ အဲ့တော့ကော်ပိုရေးရှင်းသူတို့26လောက်ပါလေအဲ့အရက်ရဲ့အထက်ကယုံပေါ့ဗျာ တင်ပါဗျာ အဲ့ဒီမှာကဒိုဈေးတွေကဒိုတငယ်ချင်းကအဲ့ဒီထဲမှာလှုပ်ထားဘူး တင်ပါဗျာ သူကလိုက်ပြီးတော့ရက်ဝယ်ပေးရတာ တင်ပါဗျာ အဲ့ဒါနဲ့ကျုပ်တို့တရင်တော့ကြိုက်တဲ့အရက်တွေကိုတရင်တော့အိမ်မှာကိုကျွေးတာဗျာကျုပ်အိမ်တော်ပေါ့ တင်ပါဗျာ အဲ့ဒီမှာဓာပုံလေးရိုက်ပါတီရိုက်နေမနဲ့လဲတရင်သားလဲထွက်လာရောရဲတွေရောအကုန်လုံးချုပ်တယ်ဟိုတော့ဖြုတ်လဲဖြုတ်ဟိုချုပ်ထဲလဲချ တင်ပါဗျာ ပြီးတော့ဟိုဒူးလုံဖူးကြီးလဲဟွာပေါ်ဗျာသူတို့ခေါ်တော့ နေပြောင်း ဟုတ်သေးဘူးဗျာဒီဤခေါ်တာပါတယ်သူတို့ခုံရုံးခေါ်ပြီးတော့ အော် စိတ်ခံ တန်ယုံ အဲ့ဒါရောတင်ပါဗျာ အဲဒူးလုံမူလဲဒီရခါဖြစ်နေစိတ်ခါတာ တင်ပါဗျာ ပြီးတော့မျိုးနဲ့မူကြီးရဲ့ဂုံမြ တင်ပါဗျာ အဲ့ဒါဒီဟွာလို့ပြီးတော့မျိုးနဲ့မူကြီးကဗမော်ရောက်သွားတယ် တင်ပါဗျာ တို့စခန်းမူကကတာရောက်သွားတယ် မောကတာ ပြီးတော့ကတာရောက်တဲ့အပြင်ကိုလာစာ3စင်းလျှော့တယ် ရှော့တင်ပါဗျာ ပြီးတော့3နှစ်အတွင်းလာစာမတိုးရ တင်ပါဗျာတင်ပါဗျာ အဲ့ဒါနဲ့ဟိုစကမ်းမူကြီးကအဲ့ဒီတော့ကတာရောက်သွားတာ တင်ပါဗျာ ဟိုဂျန်နဲ့ဟိုဒူးလုံးမူကတော့ဟိုကျွတ်တော့ဘူးကန်တာကတော့ပြုတ်ထွက်သွားတယ် တင်ပါဗျာ အဲ့ဒီဤကဆင်းပြီးတော့လေ တင်ပါဗျာ ဟင်အဲ့ရေတွေကတော့ခုနပြောတဲ့ဟိုလုံချမ်းနေတဲ့ကြာကုန်မျိုး တင်ပါဗျာ အဲ့ဒီမှာရင်ကျုပ်ဒီတရားပဲရောက်တာ တရားမရောက်တင်ပါဗျာ ဟင် တင်ပါဗျာ ဟွာဘောဒေါ်စင်ယာဘဝနာမဘာဝနာဖြစ်တယ်ခမဟာကြီးကဘဝမှာမနာတာနာအောင်လုပ်တာဟင် တင်ပါဗျာ ဟင်ဟုတ်တယ်ဗျာ တင်ပါဗျာ ဟင်ခမဟာကြီးကဘာနာလို့လဲဟင်ကျုပ်လိုနာလို့လား မ တင် နာ ပါ ဘူး ဗျာ ဗျာ တင်ပါဗျာ ဟင်အဲ့တော့မနာတော့မလုပ်ဘူးပေါ့ တင်ပါဗျာ နာဘောဗျာ တင်ပါဗျာ မနာတော့ဟွာဘောဝတ်ခေါ်တာဘောကျုပ်ရဲမတော့တတ်ပါဘူးညာဘုန်းကြီးလိုတော့တို့တော့ကျုံနောင်တော်များကရဲသမားတွေဥလောက်အောင်သူကဥယီဝရာကနေထွက်တာစာကြဘုန်းကြီးအရဲဆိုင်သွားတယ်ညတူမကိုင်းနိုင်ဘူးဇုံလေးတောင်းပါလေအဲ့ဒီကစားခဲ့ရတာ တင်ပါဗျာ ဒီတော့အဝင်ဆိုးတာကြီးတော့ပါများတော့ကောင်း ကောင်းပါတင်ပါဗျာ ခဏဒီလောက်ကျုပ်တို့တရားကဝင်မဆိုး မ ဘူး စိုးပါဘူးဗျာတင်ပါဗျာမစိုးပါဘူးဗျာ အဲ ကျူးသားမှာပါဗျာတင်ပါဗျာ ဒီချိန်ဒါလုပ်ပဲလုပ်တာလို့ရရရမရချင်တယ်တို့စိတ်မမကပြောလိုက်မဟုတ်သူတွေကစီကံသူတယောက်တည်းသိကောင်းတာဒီချိန်ကုတီသွားချင်းဒီချိန်ချင်းနဲ့တက်ချင်းအဲ့ဒါဘူးနိုင်နေအဲ့တော့ဒီချိန်အဲ့တော့ကုတီသွားချင်းမသွားဘူးသွားထိုင်တာ တင်ပါဗျာ ကြားတော့သွားတာလေ တင်ပါဗျာတင်ပါဗျာ ခင်ဗျာအဲ့လိုမလုပ်သေးဘူးနဲ့သူလေ အဲ့လိုမရှိသေးပါဘူးဗျာ သူကအဲ့လိုကြီးစီကံနဲ့ကိုဦးသူရိယက တင်ပါဗျာ ခုလက်ဒီချိန်တိုင်းလာရမရဖြစ်ဖြစ်မဖြစ်ဖြစ်ပြနောက်တော့ပေကားစားတို့ထိုင်ရင်စိတ်ကလေးကစား တင်ပါ တင်ပါဗျာ ဒီချိန်ဒါထိုင်ရမယ်ဆိုဒါမထိုင်ရင်စိတ်ကိုကတစ်မျိုးပြကျုပ်အဲ့ဒီကစားခဲ့တာ တင်ပါဗျာတင်ပါ အေးသမားဘဝကနေ တင်ပါဗျာ နောက်တော့ဒါထိုင်ရင်စိတ်ကိုထိုင်တော့တာပဲဗျ တင်ပါဗျာ ထိုင်တော့ကျုပ်ကတော့နောက်ကရုပ်ဆရာတွေကရှိတာဟုတ်ဗျာကျုပ်ကိုခုလိုဖြစ်အောင်ကလည်းသူတို့ကြောင့်ဘိုးတော်အောင်မင်းကောင်းကြီးနဲ့ဘိုးတော်အောင်မင်းကောင်းကြီးအဓိကပါပဲဗျာ တင်ပါဗျာတင်ပါ ကျုပ်ကဘုန်းကြီးလူတွေတော်ရောယုံနာမမဟုတ်တာ တင်ပါ သူတို့ကယုံအောင်ကိုပြ တင်ပါဗျာ တင်ပါဗျာ ဟွာပေါ့နာမငယ်ကြီးတော့ကြားဘူးမလားဘူးထီဆောင်၄ပါးဆို တင်ပါလေကြားဘူး ထီဆောင်ဆိုတာဟိုဖျားထီတီနဲ့ဖွဲ့ပြောတာရာကျော်ရဲ့ဘိုးဘိုးအောင်ရဲ့ဘိုးမင်းကောင်ရဲ့ရတန်းစိန်ကောင်ရဲ့ တင်ပါဗျာ အဲ့ဒါလူဘုံဝတလျှောက်ဘုံမင်းကောင်ကကျုပ်ကိုထိန်းသွားတာပဲ တင်ပါဗျာ ကျုပ်လုံးမလို့သူကအိမ်မက်ပေးတာပဲ တင်ပါဗျာ အဲ့ခါကြတော့
ရေသမားတို့ကတော့မပေးတာဘူး တင်ပါဗျာအဲ့ဒါတော့မပြီးတင်ပါ သူတို့ကနေအဲ့လိုလုပ်ပြီးသွားတာဗျာ တင်ပါဗျာ ရာဘဝရောက်တော့ရကားစင်တောင်ကတို့ဥဆောင်ပေးတယ်သူတို့ကဟွာထီဆောင်ဖွဲ့လေးပါလေ တင်ပါဗျာ အဲ့ဒါနဲ့ကိုသူတို့ကိုယ်တိုင်ကစောင့်ရှောက်တော့တာဘူးလားမျိုးက တင်ပါဗျာ တို့မလို့အောင်ပြီးတော့သာသနာမှာတို့ဘာမှဖြစ်မှာဆိုတာသိလို့တို့ကိုသူတို့ကနင့်နာခံပြီးကိုလိုက်ပြီးတော့ဝါလို့ရတာ ဆောင်ဆောင် ရေသမားကနေဆွဲတင်ရတာဗျာ တင်ပါဗျာတင်ပါဗျာတင်ပါဗျာ ဦးလာမျိုးကြီးကျုပ်ဟုတ်ကျုပ်တော့မဆိုးသေးလို့နေမှာတို့လည်းအစိုးခိုင်းတာမဟုတ်ဘူးဗျာ နေတင်ပါဒီတော့လည်းပုံမှန်လုပ်နေကြတယ်ပါလေတော့အများတန်းလုပ်ပါတယ်ဗျာတောင်းရေကတာစေပတိစိတ်တာဒိဋ္ဌံအားတွေကတော့ဒီတော့တရက်မှအဲ့လိုပြတ်မခံဘူးဗျာ ရသေးဘူး လုပ်ပါတယ်ဗျာတင်ပါဗျာ ဟွာခေါ်တာပေါ့မီယိုးဖလာဘုံတာပါ တင်ပါဗျာ မီယိုးဖလာလုံကြတော့ကိုပိုင် ပုံမှန်တင်ပါဗျာ ကိုပိုင်တရားဖြစ်လာမှမီယိုးကိုပိုင်ညံခေါ်တာကျန်နာကခမမိဘယူရာကခမဗုဒ္ဓဘာသာမှု တင်ပါဗျာ ခေါ်တော့ဆိုခုချင်းပတိတက်နေတော့ တင်ပါဗျာတင်ပါ ဟင်အဲ့ဒါမီယိုးဖလာ တင်ပါဗျာ ကိုပိုင်ဗုဒ္ဓဘာသာကျတော့ဟွာစာနဲ့ကြတော့ပါရမီပြောပါပေါ့ဗျာကျွတ်တော့ဝါသနာပြောလိုက်တာပေါ့ တင်ပါ ဒီချိန်ဒါလို့ရမယ်ဆိုလို့ကိုလုံးချင်တော့တာ တင်ပါဗျာ မလုံးရမနေနိုင်အောင်ကိုဖြစ်တော့တာ တင်ပါဗျာ အဲ့ဒီကနေကျုပ်ကစားခဲ့ရတာဗျ တင်ပါဗျာ အေး တင်ပါဗျာ ရက်ခွက်ကိုလှုပ်ပြီးတော့ တင်ပါဗျာ ပြီးတော့အဲ့ဒီမှာစီစုံမိုင်းကရသမားတွေလာတယ်အရင်တော့ကဖင်ချီထွက်လို့ထွက်မှမသိအောင်တောက်တဲ့ကောင်ကခုမှများกว่าဖင်ကောင်းကျယ်လို့ ဟုတ်ကြီး လာမေးမှငါလိုက်တော့မယ်ဆိုနော်တော့ပါကျုပ်ပတိသမားနဲ့အဲ့ဒါရက်ဝဲပေးရပါတယ်ကျုပ်ကဘလုံးတော့ချင်းငါခေါင်းလေးခရတာပေါ့တော့စူရာဒီရောက်ငါမကြောက်လို့လာတာကွာဘယ်သူတတိရှိလုံးထွက်ခဲ့ ရက်ွက်စင်ကို ရက်ွက်ကလည်းကျုပ်ယူနေသားနေရက်ွက်ဆိုတော့ဘာမှလုပ်ပါဘူး တင်ပါဗျာ အဲ့တော့ကိုနောက်ဆုံးမူးပြီးလဲပြီးအိတ်သွားမှကျိုးအံပါကြမှာပတိစိတ်ရတာ တင်ပါဗျာ ခမည်းအဲ့လောက်ဒီဖြစ်လို့လား မဖြစ်ပါဘူးဗျာမရှိပါဘူးဗျာတင်ပါဗျာ အေး ဒီတော့ကျူးလုံးပါပါဗျာ မနဲ့လင်းတော့သူတို့မျက်နှာသေးတို့ဘာတို့ကြာနာလို့မျက်နှာသေးပြီးခမည်းရက်ဖြတ်တာကခဏလားတစ်သက်လုံးလားခုချိန်တော့ဟိုဒိဋ္ဌံရက်ကလေးလောက်ပဲကြုံဖြတ်တာပါပဲတဲ့တဲ့လုံးမဖြတ်လိုက်ပါတော့ဗျာဆိုပြန်သွား တင်ပါဗျာ ကျုံရဖြစ်တော့ခုချိန်ဒီလောက်မတူရဘူး ဟုတ်တယ်တင်ပါဗျာ အေး တက်လုံးနဲ့တက်လိုက်ပါ ဒေါ်စင်းကြီးဘယ်နဲ့တော့ခမည်းမဆိုးသေးလို့နေမှာပါဗျာအဆိုးခိုင်းသားမှာ ဒီတော့ဆိုးပေးမှရမှာဗျာ လုံး ဒီ စား တော့ကောင်းနေလို့နေမှာဗျာ လုံးစားမှာဗျာဒီဦးလာမျိုးကြီးဆိုးမှရမှာဘဝနာတော့ ပါပါ အလိုလိုနေရင်တာဝေကဖြစ်တော့တာလေဘဝမနာရင်မန်ဆိုတာရှိတာပဲလေခန္ဓာမှရှိတယ်လို့ကိလေသာမှလည်းရှိတာပဲလေအေးအဲ့ဒါဘဝမနာသေးလို့ဦးလာမျိုးရအေးအဲ့တော့ဒေါ်စင်ကြီးရကဲလူသားများဘဝနာအောင်ခင်ဗျာလုံးနိုင်ပါမလားအေးကဲသွားစို့ ကျိုးသားပါဗျာတင်ပါ သွားစို့ဘုန်းကြီးဖီလာရေးပစ္စည်းပါမခင်ဗျားတို့ဟာ ဒီဝင်ရတာဒီတော့ဒီဗျာ ဒါခင်ဗျာမသားလက်ဖက်နဲ့လက်ဆောင်တက်တာခင်ဗျာပစ္စည်းတစ်ခုမှမပါဘူး ပါ ဒီခင်ဗျာဘိုးတို့တရားနဲ့လူမကျုပ်က ဒီပါတယ်ဗျာတရားနဲ့ ဟိုအဘော်တင်တာအဘော်တင်တာအဘော်တင်တာသူတို့နှစ်ယောက်ကမပေါင်းမရစီနဲ့လေ ဟုတ်ဗျာဒီကွာသူမ အားမှာဒီတော့အမဆက်ပါဒီမှာ ကေပီလာပါမခင်ဗျာဘာတို့ဟိုတို့ ရ ခိုင်းပါဗျာပခဲတွေးနေချင်တာလား ဒီစင်မအောင်ဗျာ ဒီဒါနတော့အာကောင်းတယ်သီလမပါရင်ပခဲတွေးသေးရ တင်ပါဗျာ သီလတော့အာကောင်းတယ်ဒါနမပါရင်ဖိုးသက်ချီနဲ့ဆင်းရဲနေရမယ်ဒါနနဲ့သီလကဖဏတရားကံကုသိုလ်ခေါ်တယ် တင်ပါဗျာ ဦးလာမျိုးကြီးရဒါနပြုရင်ဘယ်တော့ပြုဘယ်လောက်ပြုသီလတော့အာယုပြုလိုက် တ
တင်ပါဗျာ သီလဆောက်တည်မဲ့ကမြဒါနကပါရတယ်ကျုပ်တို့တော်နာမငယ်ကြီးတို့လုံးနေကြတဲ့ဒါနဆံ ဒါနာဆန်နေပါဗျာတင်ပါဗျာ ဟေး တင်ပါဗျာ ဒီသီလဆောက်တည်တော့ဒါနဆံကပါရသေးဗျာ ပါပါလေဗျာ တစုံတော်ပါရ တင်ပါ ကေဩကာသဆိုလို့